ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်။ New Story Channel ကနေပရိသတ်များအားလုံးကိုကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတင်ဆက်ပေးသွားမှာကတော့စာရေးသူဆွေမင်းတနုဖြူရဲ့မြန်ရာစာတွတ်ပြီးကျွန်ုပ်နဲ့ဇက်ခုံပေါ်ကားကြတဲ့အခါဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဒီဇာတ်လမ်းလေးမစတင်ခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးလုပ်ပြီးအားပေးဖို့အတွက်ပရိသတ်ကြီးအားလုံးကိုတောင်းဆိုချင်ပါတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်ုပ်တို့ကြုံတိုင်းရွာလေးရဲ့ရွာဦးတွင်လွမ်းစီတီရှိထိုလွမ်းစီတီဖျားပွဲကိုနှစ်စဉ်နှစ်တိုင်းစီကားတိုက်မြိုင်စွာကျင်းပစမြဲဖြစ်သည်ခုညာပြမှာကတော့တိုင်းတကားထိတ်တင်ရှောင်းလင်ကားခမရွာနီးချုပ်ဆက်ကပါလဲနဲ့တစ်မျိုးလေနဲ့တစ်ဖို့ခြေလင်တစ်သွယ်လာကြ၍အလွန်တရာစီကားလာ၏ဖျားပွဲတော်နီးမှဖြစ်ရွာရှိလူများမယိုးမရွဖြစ်ကြစေပြီအထူးသဖြင့်ရွာအပြိုချောများဟိုကောင်မထားမိတော့ရန်ကုန်ကျောင်းကသူ့အဆက်ကဝဲပို့တဲ့အထက်တွေကိုဖျားပွဲပွဲလင်ဝဲမယ်ပြင်ဆင်နေတယ်အေးအထက်ပဲအဆက်ရှိမှမဟုတ်ပါဘူးအေးကိုပစံနဲ့ကိုဝဲဝဲရတာပဲကျုပ်တို့တော့အထက်သေးတော်မို့စိန်စီကလာပေးယူပေးရမယ်ဟုတ်ပါတော့ဒေါ်မို့စိန်တော့ဒီရပိုင်းရောက်မယ်ပြောတယ်မမို့စိန်တို့ကတော့ဖျားပွဲနေရောက်လာပြီအကွက်မြင်ပါတော့ဒါဘောဟဲ့ဒါမှသူ့အထေရောက်တမှာပေါ့လူပြိုကာလာသားတို့မှလည်းထိုးနီး၎င်းစပားပေါ်တော့မှဝဲထားတဲ့အင်ဂျီနီရဲရဲလေးဖျားပွဲမှာထုတ်ဝေရမယ်ဟဲ့ဆန်အိတ်နေကတစ်နှစ်ပတ်လုံးအင်ဂျီကိုတွန်းလုံးနဲ့နီးလာတဲ့ဟာအင်ဂျီဝတ်တသေးရဲ့လားဟဲ့တော့ဘူးမလေဖျားပွဲကြဝေးရမယ်ဗျပွဲမှာတရွာလုံးကအပြိုတွေထွက်လာတာဟိအမအပြိုတွေကနင့်ကြိုက်အောင်မကိုဒါကတော့ရှမ်းကြိုင်ရင်နွားချိုးမှာပေါ့ဗျာခိုင်းကောင်းနိုင်နေမျက်စိမုံနဲ့အပြိုတွေတော့ကြိုက်လောက်တယ်အားရစရာပဲအဆိုပါဆန်အိတ်ဆိုသူကနေညာမဟုအမြဲတမ်းအင်ဂျီမဝဲကြောပလာနေလေးရှိသူဒီအော်တိုမက်တစ်ချွေတာပြီးသားဖြစ်နေတာပေါ့ဗျာကြီးလက်တွင်ကပကာတနမလို့ချေသာတဘာဝတိုင်းနေရရသည်အဝိအထဲပလွားမှုမရှိသဖြင့်စိတ်ချမ်းသာသည်ရွှွနေပုတ်တီနဲ့ရဲ့တနေကုန်နေရပါတယ်တောသူတွေမှာတော့ဝိတာစားရာယူလာတယ်တန်ချောင်းတို့ကတော့မရှိသည့်သပင်ကိုပင်ကော့စမက်တစ်ကောင်းလင်းစီလိမ့်ထားသည်လိမ့်ထားလိုက်တာပြောင်းနေတာပဲချင်အောင်ချော်လေးလောက်တယ်ကောင်းလင်းစီကမနစ်ကဖျားပွဲလက်ကျန်ဖြစ်၏တနစ်တာပတ်လုံးအောင်းထားသည်မို့ကောင်းလင်းစီကမှုန်လိုက်နေသည်ဒါတောင်ကောင်းလင်းစီဘူးကအတော်ရှားဖွေယူရချေ၏ရှားရတာကောင်းတော်မူးနေပြီမတွေ့ဘူးဟိုကောင်ရာမပဲယူသွားမှာကောင်းလင်းစီဘူးရှာမတွေ့သဖြင့်ဒူတော်မောင်ရာမကြောပြင်ပြောတင်ရသည်ဟီကျွန်တော်အယူပါဦးကြဦးတန်ချောင်းရဲ့ဖျားပွဲအမိကောင်းကိုတတ်မလို့ဟာမင်းမယူလို့ဘယ်လိုယူမှလဲကွတဲငါထက်လုပ်လိုက်ရဟဲ့တန်ချောင်းနိကောင်းလင်းစီကိုဒီလက်တော့လောက်လေးကဘာလို့မှလဲဟဲ့တော်စမ်းတကယ်တည်းဖျားပွဲမို့နီးသူတို့အပြစ်သေးပြီတဲရတယ်အမေရေဒီဖျားပွဲမှာရွာနီးချုပ်ဆက်ကဂွန်းတောင်ကိုင်းနေပါလားမဗျဒီနှစ်တော့အစွန်ထုတ်ရမယ်ဟိဟဲ့ဟိုကနင့်တော့ငကြီးကြောက်ကြက်ကင်ကိုဖောက်လေတဲ့ငပိရှိရတော့ထင်မှာမဟုတ်ဘူးအားရစရာပဲဟိအားကိုရှိသွားတာပဲရွာမအတီးကုံစုံဆိုင်ရထိုရက်ပိုင်းအယောင်သက်တော်ဟူ၏ကောင်းလင်းစီရေမွေးမျက်နှာချီပေါင်တာတွေ့ကျိတ်အချီလုံးကျဲသည်စသဖြင့်စုံစည်းနေလို့အလွန်အယောင်သက်လာ၏တွေ့ကျိတ်ကကျဲသည်ပြုတ်နေသူများကျဲသည်ပြန်တက်ချိန်မရှိလင်အစာထိုးသုံးနိုင်၏ကျဲသည်မရခင်တွေ့ကျိတ်ပေါင်းတွေ့ပေါ်လေအဲ့နဲ့အချီကရှိသည့်အဝိအထည်များထဲမှာအကောင်းဆုံးရွေးချယ်ကဖာထေးတီးချုပ်ရန်နေ့အကောင်းဆုံးကလည်းအပြေးဆွဲကြီးပါလားမရှိနဲ့အထည်စီဘလောက်ရှိနေပြီလဲသိရလားမသိဘူးတခါမှမဝယ်ဘူးလို့ဘိုးစင်ဤအရက်ပုံးဆိုင်ကယခုကပင်လူစီစပြုတ်ပြီးဖျားပွဲမှာအရက်အမှုပြဲတောက်သူလူရန်စာငမိုက်သားများကလည်း
ရှိပါသည်ကိုဘာသာကိုတောက်တာဘာဖြစ်လဲအရက်ချက်စိတ်ယုံနေတတိဖြစ်ပြီးအရက်တောက်သူတွေယောဂါရပတ်ဝန်းကျင်လူတွေနားမချမ်းသာဖြစ်တာလွဲပြီးတခြားဘာမှမဖြစ်ပါဘူးကစောသမားတွေရဲ့ခွေးတောင်သိတယ်တောက်တော်ဘူးရဲ့နဲ့အိုမကွာဗါတဲ့ရွာသားများကတိတ်မကြိုက်ကြတဲ့အရက်ကိုပလတ်စတစ်ပုံးကြီးတွေဖြစ်ပင်တည်ယူရ၏ငံပြာကြီးလားဓာတ်စီလားဟင်းအရက်ပုံအော်အရက်ပုံအချို့ကလည်းလေနာချိန်မို့မုတ်ပဲတရေစာများပြုတ်လို့ရောင်းချရတော့ကောင်းအံ့ဟုကြံစီတွေးတော့ကြကုန်၏စီးပွားရေးယခုကျွန်ုပ်အပါဝင်တကြီးပါစီကျောင်းဆရာလေးကုကြည်နိုင်စေးဆရာကြီးဥအရာချမ်းတို့သည်လွမ်းစီဒီဖျားပွဲအတွက်ပွဲသွင်းရန်တိုင်ပင်၏ဒီနှစ်တော့မြို့တော်ချစ်ပွဲသွင်းကျင်နေဗျာဟိုကျော်ဟင်းပုံတွေစက်မင်းသားလားဟုတ်တယ်ခုဗီဒီယိုတောင်ရိုက်နေသည်တကြီးကတော့တော်ရည်ရှင်ကစိတ်ပါလာစီပြီအေးဟဲ့ငါလည်းကြိုက်တယ်သွင်းမယ်လူအရှင်လက်လက်မြင်ရတာပေါ့နော်ကပစီဘာစီကသူ့မိန်းမတော်ရွှေရင်ကြိုက်သည်ဆိုသည်ဖြင့်အတီးပြုတ်လိုက်တော့၏တော်တော်အုံနောက်သုံးတော်တကြီးပါတကားအေးကောင်းတယ်အဲ့ဒီချစ်ဖွဲဆိုတာကိုပဲငှမယ်ဟိဒါပဲမှားပါတယ်တို့ဖြင့်လွမ်းစီဒီဖျားပွဲ၌ကပြမိစကားမြို့တော်ချစ်ပွဲစက်မဟာဖြစ်တော်မူသည်တကားတို့ဖြင့်မြို့တို့တကားဇက်အဖွဲငှားရန်အတွက်ဆရာလေးကိုကြည်နိုင်ရွာဦးစီဒီဂောဘကလူကြီးဦးချမ်းရွာဤမြစ်တာမောင်ခိုးဝိုင်းကောင်းဆောင်ခုံးမြင့်မောင်တို့ကိုရွေးချယ်စေလို့ရတော့၏စိတ်ချပါကိုခိုင်မြင့်မောင်မြို့ရောက်ရင်တွန်တေးသိမ့်တန်ဖြစ်ဖြစ် BED အောင်တိုက်ဖြစ်ဖြစ်ရောက်ငှားခဲ့ပါနော်ပန်းထွားကြည်လာမှာပါအေးမြို့တော်ချစ်ပွဲဟေ့ခိုင်မြင့်မောင်ငါအတွက်ဘေးကောင်းစိန် BE စိန်ဖွဲ့လို့ပဲရောက်ငှားခဲ့ကွာနော်အေးအရက်သမားလက်ဖက်တုပ်စိန်နဲ့တငင်းသီးတုပ်စိန်လေးရောပါရင်မကောင်းလားကွာဟာတိတ်လိုက်ဖက်တဲ့အဖွဲတွေပေါ့ကွာလူပြိုကြီးမင်းလည်းငါနီတော်လာပြီဟေးဟာတို့ပြေကျွန်ုပ်တို့15ရန်၏အဖွဲမှာမော်တော်ပေါ်သို့မတက်နိုင်ရှာသေးပဲရွာသားများ၏တယောက်တစ်ပေါင်မှားကြားတယ်များကြောက်ဝဲမနာရန်ခေါင်းငိမ့်နေရရှာတော့၏ချစ်ပွဲမိုးဝင်းဟေ့တွန်းနေသိတယ်ငါတောင်ကောင်းမညိချင်တော့ထို့စဉ်ဟဲ့ဘာစီတို့နေအောင်ခေါ်တဲ့နဲ့အတူနွားလေးကိုကိုယ်တိုင်မောင်းနေလိုက်လာသူကကျွန်ုပ်တို့ရွာ၏အသက်အကြီးဆုံးအကျမ်းမာဆုံးအဖွားပြုံးပင်တီနေတို့လူတွေဖွဲသွားငားတယ်ဆိုလို့မနှဲမီအောင်လိုက်လာရတာပြဿနာပဲဘာများအရေးကြီးမှားစရာရှိလို့လဲအမေပြုံးရဲ့ဟဲ့ရှိလို့လိုက်လာတာပေါ့ဟဲ့နေတို့လူတွေပောက်ကရဆက်တွေငားလာမှစိုးလို့လိုက်လာရတာပေါ့ဟေးမောင်ချမ်းဗျာအမေပြုံးနေရဖျားလူကြီးပဲလှုပ်တတာဇက်အကြောင်းဘာနားလေလို့လိုက်သွားရတာလေအသက်လွတ်ဆရာလေးကိုပဲမှားရမှာပဲဇက်ငားရင်ကိုတင်မောင်သားတွေကတဲ့ဇက်ဥပုစင်ရဲ့သားတွေမြည်တွေကတဲ့ဇက်ရဲ့ဒါမှမဟုတ်ကိုနန်းတင်တို့ဦးစိန်အောင်မင်းတို့သားတွေကတဲ့ဇက်ဖြစ်တခုခုကိုမရအောင်ငားခဲ့ကြားလားဟုတ်ကဲ့ဘာပြောအေးအဲ့ဒါမှကျင်လို့ခုလိုအရေးတကြီးလိုက်လာရတာမောပါမားပါတယ်တကြီးပါစီကခေါင်းကိုမတိမတာကုတ်ရင်ခိုင်မြင့်မောင်နာကကကဲခိုင်မြင့်မောင်ငါတို့စီစဉ်ထားတဲ့အတိုင်းပဲနော်နားလေတယ်နော်ဟုတ်ကဲ့ပါဟာတကြီးရွေးထားရဲ့ဇက်ကမနှိမ့်ဘူးမိုးဝင်းတို့သိန်းဆိုတော့ငှားပါလားဟုတ်တယ်တိတ်ဆန်းတရားမှအထွတ်မတက်နဲ့ငါပြောတဲ့ဇက်ပဲငှားခဲ့ဒါပဲတကြီးပါစီဒေါသအာနာတန်အစုံဝေဘာစီရှိမှမိဝင်တောက်နေသောမျက်လုံးများဖြင့်ခါထောက်လာသူကအဖွားပြုံးဟဲ့ဘာစီငါတကြီးဆိုပြီးအာနာပြခြင်းလို့ကတော့တခြားသူသာသွားပြငါလာပြလို့ကတော့မိုးမီလောင်သွားမယ်ဟဲ့ဟောက်စားခြင်းရောက်လာပြီဟိနေမရရွှေရင်အယူအပေါ်ကပြောတဲ့အတိုင်းလုံမနေနဲ့ဟဲ့မရကြောက်ရဲ့
ဟုတ်ကဲ့ပါဒါမဲ့အမေပြုံးပြောတဲ့ဇက်တွေကနာမည်ကြီးတွေဆိုတော့ငွေတိတ်လိုက်စမ်းငါ့ကိုဘာစင်ချင်းမှမပေးနဲ့တဲငါထားရမိတော့မယ်ပါစီဟိုက်ရွာဤဩဇာအာဏာကြီးမားလာသောပါစီကဆရာရှိရောက်လာသောတပည့်တွင်ခြေမကင်မိလက်မကင်မိနဲ့မျက်လုံးလေးကလဲနဲ့ဖြစ်နေရှာတော့၏ငြိမ်ကုန်နေရရှာတော့၏ဘလို့ဖြစ်သွားပါလေမငြိမ်၍ဘယ်ရချင်မည်နီအမေပြုံးကဘာစီစနီဒေါ်ရွှေရင်အမေဘာစီဤရက်ကမအရင်ခက်မဟုတ်တုံလောကြောက်လို့မဟုတ်ဘူးရက်ကမရှိကိုသွားမကြိုးဆိုလို့ဟဲ့ဘာစီဘာကုတ်ချောင်းလုံးနေရလဲငါပြောတဲ့အတိုင်းဖြစ်ပါစေနော်ဟုတ်ကဲ့ပါအမေပြုံးကျွန်တော်မမိသလောက်ဆိုရင်အဖွားပြုံးတို့ကဘိုးစင်ပေါင်ဆက်ချမ်းသာခဲ့သူများပင်သူတို့ပိုင်ဆိုင်တော်လဲများကလက်ညှိုးထိုးရင်မလွဲတည်ထိုအချိန်ကဘာစီအဖေတကြီးဥပမီမှာယာရုပြုတ်ကချို့တဲ့နေရှာခြင်းဖြစ်၏ထူး၍စမ်းသည်ဟူ၍မရှိတော့ရွာ၏မျက်နှာဖုံးကြီးရည်တဲ့အဖွားပြုံးတို့၏တမီကျော်မက်ရွှေရင်နှင့်စင်ရဲသားလေးမောင်ပါစီတို့မြစ်တာမျှခဲ့ကြသည်အဆွေရဲ့အစီဘောဟာမိုးကိုမျောတဲ့မိုးမျောငရုတ်သီးဘွားများဖြစ်နေရောလားကွယ်အိုးအစီရလေယောက်ျားဖြစ်ပြီးအားငယ်တက်လိုက်တာမဟုတ်မခံတသောစိတ်မြန်လက်မြန်ရှိလာသောတတိအရာတွင်ခေသူမဟုတ်ရှာသောပါစီကနှလုံးသားရေးရာတွင်မူတတိမကောင်းပါကြည်သည်ဟဲ့ကောင်ပါစီမင်းရလဲလင်းတက်မှမိုက်နေပြန်ပြီယောက်ျားမဟုတ်တာကြနေရပဲဟင့်ကို့ဤစားသူများနောက်အပါခံရမလားဟာခိုးပြေပေါ့ငါတို့လည်းရှိတာပဲဟာမဖြစ်ပါဘူးထင်တယ်ဟုတ်ပါသည်မက်ရွှေရင်ကိုမိဘသဘောတူသောမြို့သားရွာကြီးမှသစ္ဆက်တထေကိုဖိုးခဲဆိုသူနှင့်နေရာချပေးရန်အမေပြုံးတို့ဟာစီစဉ်နေကြချေပြီဘာစီလိုကောင်းများစိတ်ကူးတဲ့ထဲ့တာအဲ့မရဲ့ရွှေရင်ရဲ့မိဘနှက်ပြေးတင်တာဖင်အေးတယ်ဆိုပြီးခုံချမယ်စုပ်ရခက်တက်ရခက်ဖြစ်နေရှာသောဘာစီမှာရွာဤကာလာသားတငယ်ချင်းများ၏အားပေးတိုက်တွန်းသံများကိုနာခံရ၏အချစ်နဲ့စစ်မှာမတရားတာမရှိဘူးချတာချရယူပိုင်ဆိုင်ချင်တာမှအချစ်တယ်မိုးနဲ့မြေလိုကြွားချတဲ့ဘဝအားမငင်တဲ့တငယ်ချင်းခိုးတာကိုကြိတ်တာကြိတ်ရွှေရင်တို့မောင်နှံအတွက်ငါအနေနဲ့ပြည်လာပေးသချင်းလေးဆိုပြီးအဝေးရနေလက်ဖွဲ့လိုက်ပါတော့မယ်ကွာတေကွာကျွန်ုပ်ကဘာစီနဲ့အမေပြောဒေါ်ရွှေရင်တို့၏ရှီဟောင်းနောက်ဖြစ်များကြဝဲအတွင်းနေမိရာမော်တော်တန်ကြားကတတိပြန်ဝင်လာ၏ခရီးသည်အပြည့်ပြည့်စောင့်နေသောစိန်သက်နိုင်မော်တော်လေးမှာစိတ်မရှိတော့၍တင်မော်တော်အိုးကိုမနာရန်ဆွဲနေတော့မှကျွန်ုပ်တို့၏15ရင်၏အဖွဲ့ဝင်များသည်မော်တော်ပေါ်အပြေအလွှာတက်ရချေတော့၏လာပြီပြိုးလာပြီဒါတော့အမေပြုံးကနွားရိုင်ကျိန်လုံးတဝင်းဝင်ဖြင့်မှားနေစီသည်၏ဟဲ့ငါပြောတဲ့ဇက်ပါပစီနော်မပါလို့ကတော့ငါနဲ့အတွေ့ပဲဟွန်းစိတ်ချတကြီးပါစီကအမေပြုံးအလစ်၌ရွာတို့တချို့တဲ့ခတ်တော့လစ်ချပြီးတည်ငါဗမြအိုလှည့်လာနိုင်သေးတယ်လစ်မအမေပြုံးကသူကိုယ်တိုင်နွားလေးကိုကျင်းလဲစွာမောင်း၍ထွက်ခွာသွားချပြီအသက်90ကျော်သို့ရောက်သည့်တိုင်စီးပွားရေးလူမှုရေးများကိုသူကိုယ်တိုင်သွားလာစီမံခန့်ခွဲတော့ပင်ဟဲ့ဤသို့သောအခြေအနေများတွင်ကျွန်ုပ်မှာမသေးမြင်ကြိုက်သည့်စက်မင်းသားလေးသိန်းစော်ကိုငားဖို့ညီတို့မှကြားနိုင်တော့မည်နီတို့ဖြင့်ရွာသားများလည်းဘားစီနှင့်အမေပြုံးကြောင့်ကိုရီပွဲဖွဲ့ပြောဆိုကပြန်ကြချေပြီတရွာလုံးဘားစီကနိုင်နေဘားစီကိုအမေပြုံးကနိုင်နေဆိုတော့အချုပ်ကတော့အမေပြုံးမယ်ဟဲဟုတ်ပါဟာညီတို့ပင်ဖြစ်စေကျွန်ုပ်တို့ရွာဖျားပွဲကဇက်နှစ်ပွဲနှစ်ဖြစ်မြောက်နိုင်ကောင်းလီစွာတို့နေဖျားပွဲတော်ရက်ချင်းပကနေရွာ၌၆ချောင်းဖွယ်ရာအဖြစ်တစ်ခုဖြစ်ပေါ်ခဲ့ရစေသည်ရင်းမှာထိုညကလက်ွယ်ညာဖြစ်၍ကျုံတိုင်းရွာတရွာလုံးအမောင်တို့ကကြီးစိုးရရှိလျာအချိန်ကည
12 နာရီခန့်ရှိပြီမို့တရွာလုံးအိမ်မောကြရဲ့တစ်ချက်ရွာလေလမ်းမစီမှခွေးဥတန်တချို့ကအသေးရစပွဲပေါ်ထွက်လာ၏ထို့စဉ်ကြောက်လန့်တကြားဖြင့်ငယ်တန်းပါအောင်အိုးဟင်းလိုက်တန်တစ်ခုကညအမောင်ကိုထွင်းဖောက်ပြီးပေါ်ထွက်လာကြတော့၏အာလမ်းကြောက်ပေါင်းပြို့တရေအာတရေကြီးဗျကြောက်ပါပြီဗျာအသက်ထိပ်ပွဲကောင်းလာတော့အနီအော်တန်ကြီးကြောင့်ကျွန်ုပ်တို့မှာအိယာမှာငေါက်ကနေထထိုင်မိလိုက်ကြ၏ဟာဘာတန်လဲဟာဘိုက်ကလေးကြားရလားဟုတ်တယ်စစ်တပ်အကြောက်လိုမီလန့်အော်တဲ့အတန်ပဲဗျအတန်ကတော့ဟိုရွာပြဇော်ဝင်းမောင်အတန်ပဲပြုတ်ကျွန်ုပ်လည်းကြပြကြရထကလက်ဆွဲတော်နှလုံးပြူးတဲ့နက်အားလင်းမြန်စွာဆွဲယူလိုက်ပြီးဘိုက်ကလေးနဲ့အတူအတန်ကြားရသို့ထွက်ခဲ့ကြရာမသေးမြင်ကစိုးရင်စွာဖြင့်ကုတို့တရေတဲ့တော့တနက်နဲ့ပြည့်လို့ရမှာမဟုတ်ဘူးကျင်ငယ်ရင်နဲ့ပန်းထားတဲ့ဓာတ်နဲ့ခုမှရမှာတော့အရှိတဲ့သူဝတမအီးဖေဟာဇော်ဝင်းမောင်ကကျုံတန်းရွာသို့ပြောင်းရွှေ့လာသည်မှာမကြသေးတော့လေရရွာဤတာရေးနာရီလူမှုရေးများ၌အာကျိုးမှန်တက်ရှေ့တန်းမှပါဝင်တတ်သောကြောင့်တရွာလုံးကချစ်ခင်တန်ရုံးစင်ထားခြင်းခံရသူဖြစ်၏ပြိုးကိုစောမောင်စောဦးစောကြီးဟိကျွန်ုပ်တို့ဇော်ဝင်းမောင်အိမ်ရှိသို့ရောက်တော့ရွာသားအချို့မှမေမျောနေသောဇော်ဝင်းမောင်ကိုဝါ၍နှာနဲ့နေသည်ကိုတွေ့ရချေ၏ချီမကိုချိုးလေနာနော်ကျွန်ုပ်လည်းတကြီးပါစီအားအချိုးအကြောင်းမေးရချေတော့၏ဘလို့ဖြစ်တာလဲပါစီဘာဖြစ်မှန်းမသိဘူးနာချိုးဟဲ့စိတ်ချတရေလို့အော်တန်ကြားလိုက်လို့ကျုပ်တို့လူစုဒီလဲရောသူ့ခြံထဲမှာလင်းနေတာတွေ့ရတော့တာပဲဘိုက်ကလေးကတရေတန်ကြတော့တုံရင်နေချပြီတားနဲ့တရေကိုတွေးလိုက်ရသလားဟင်အိုးဗျာတရေကိုတွေးလိုက်စရာမလိုတော့ပါဘူးကိုဘိုက်ကလေးကြည့်လိုက်တာနဲ့တရေကိုခံမမိပါရဲ့ဟုတ်ဘူးလားကိုမကြီးอ่ะဟုတ်တော့တယ်လူပြိုကြီးစောတင်မောင်မှာသူ့အကွယ်ဝင်သွားပြီမို့ဘိုက်ကလေးအားတရေနဲ့နှိုင်းသည်ကိုဘိုက်ကလေးကမကြည်မနှက်နဲ့ရှိတော့၏အမသူ့မျက်နှာငါထက်စိုးနေရတော့တတိမထားပဲနဲ့ငါမျက်နှာကြည့်ပြီးတရေမျက်နှာခံမန်းနိုင်တယ်လေပါလေးနဲ့ဟွန်းအကွက်ကျွန်ုပ်လည်းဇော်ဝင်းမောင်အတွက်စိုးရင်လာတဲ့ဖြစ်ဒီလိုပဲကြည့်နေလို့တော့မဖြစ်ဘူးထင်တယ်တခုလုံးမှကောင်းမယ်ကျုပ်ဘိန်းတော်စီကဥအရာချောင်းသွားပင်ခိုင်းလိုက်ပါပြီတအောက်အကြာတွင်ဆေးစရာကြီးဥအရာချမ်းရောက်ရှိလာချေတော့၏လာပြောဆရာကြီးလာထိုင်ဇော်ဝင်းမောင်မှာယခုထက်တိုင်းတတိမရတစ်ချက်ဖြင့်မိန်နေရှာ၏ဘလို့ဖြစ်တာလဲဗျပြောပါဦးကဲဖြစ်ပုံဥတွတ်ပြီးပဲရှင်းပြလိုက်ပါဗျာလာသမျှရှင်းပြရတာအားချောက်လာပြီဖြစ်ပုံကဒီလိုဆရာကြီးရေဇော်ဝင်းမောင်ဟာတကူရီတကားရသမားဆိုတော့ရှာလို့ရတဲ့ငွေကိုစားလိုက်တောက်လိုက်နဲ့အချိန်ဖြုံးနေတယ်ဆိုတာဆရာကြီးသိမှာပေါ့အိမ်ဒါတော့သိပါတယ်သူကတောက်စားနေပေမဲ့တို့ရဲ့ရွာပေါ်တော့တော်ရှားတဲ့တငယ်ပဲမဟုတ်လားဟုတ်ပါတယ်ဆရာကြီးညကတော့သူအရက်မတောက်ပဲနေပြီးည7 နာရီလောက်အဖို့ချသွားမှာနောက်ကနေသူ့ကြောကိုလာပုတ်လို့လှည့်ကြည့်လိုက်တော့သူ့နောက်မှာဖြူရှိရက်နေတာကိုတွေ့လိုက်ရလို့လက်အော်ရင်ခုလိုဖြစ်သွားတာပဲလို့စွတ်ကတတိယတော့ပြောတာပဲကျွန်ုပ်စကားဆုံးသွားသည်နေရွာသားများကတယောက်တစ်ပေါက်ထင်ရမြင်ရပြောဆိုကြတော့၏ဟာတရေကဖြူရှိကြီးဆိုပါလားဒါဆိုဗမာတရေတော့မဟုတ်နိုင်ဘူးတရုတ်တရေအင်္ဂလိပ်တရေဖြစ်မယ်ဦးမတ်ကြီးကတရေအကြောင်းဘဟုတုတရှိဟန်တူ၏ဟုတ်နိုင်မယ်လာမိုက်လာကွယ်ဆိုနာနာဘဝတွေကိုတွေ့ရတတ်တယ်ကျွန်ုပ်လည်းရွာသားများစကားကိုနားဆွင့်ရင်းမှတီးမခံနိုင်တော့ပဲနေပါအောင်ဗျကျုံမသိလို့ကိုမကြီးကိုမေးရအောင်မယ်တရေကိုကိုမကြီးတွေ့ဘူးလို့လားကျွန်ုပ်ဤအမေစကားကြောင့်ကိုမကြီးမှာရောင်နာဖြစ်သွားပြီးအနားမှာလူပြိုကြီးစောတင်မအားအေးကိုစောခမတွေ့ဘူးရဲ့မဟုတ်လားတရေအကြောင်း
ခမလဲစောစောပြောနေတာပဲဟုတ်တယ်နော်အေးကျုံလဲမတွေ့ဘူးပါဘူးအကြီးလေးငွေပေါ်ပြောပြဘူးလို့ပါသူတို့မြင်ဘူးမယ်ထင်တယ်ဟိခမတို့အဲ့ဒါခက်တာပေါ့နာဘာဝဆိုတာလူတွေကမတွေ့ဘူးပဲနဲ့ပြောနေကြတာဟမ်မှန်တယ်တရေမရှိတို့ဖြင့်ဦးအေယာချမ်းလဲဇော်ဝင်းမောင်အားတင်းလျော်သောဆေးများတိုက်ကျွေးကပြန်သွား၏ကျွန်ုပ်တို့လည်းလူနာဆောက်ထားခဲ့ပြီးလူစုခွဲကပြန်ခဲ့ကြ၏ညကဇော်ဝင်းမောင်တရေချုပ်ခင်ရသည့်တဲ့မှာနက်နက်တွင်ရွာ၌ပြန့်ချီပြီးရွာသူရွာသားများမှလည်းဤလိုတဲ့မျိုးဆိုရင်လွန်စွာသိလို့ရကကျွန်ုပ်တို့လူစုဖျားပွဲအတွက်ဇက်စင်ဆောက်ရနေရသို့တယောက်ပြီးတယောက်လာရောက်ဆက်စုနေကြချီတော့၏ပြိုးဥတုပြီးည6တဲ့တည်းရမိမဆိုဟုတ်လားဒီမှာအလုတ်ရှုံနေရတယ်ကြားတယ်အထီးလားအမလားသိကျင်ဇော်ဝင်းမောင်သွားမေးဟမ်ဇော်ဝင်းမောင်ကို6တဲ့တည်းရဟိုတနေ့ကလွမ်းစီရီဖျားနာမှာကိုတင်ကြီးတွေ့ခဲ့တယ်တဲ့ဝစ်စုံဖြူစတီဗင်ရှိနဲ့တရေမှာပဲထင်နေရှင်နော်ဥတုပြီးလာပြန်ပြီတယောက်တော်စမ်းပါဗျာတင်ကြီးလိုရွာရိုးလဲမိုးနေတဲ့ကောင်ပြောစကားများရှုံလို့ဖြစ်နိုင်တယ်ဥတုပြီးရဲ့အဲ့ဒီနေ့ကခွေးတွေများအုံလိုက်တာကြောချမ်းမှုတော့ကောင်းနေအလောက်ကမတွင်ရသည့်ကြားတယ်ထင်ကြေးပေးနေကြတော့သူများကိုကျွန်တော်စိတ်မရှိတော့ကြောချမ်းမနေနဲ့အဲ့ဒါခမကိုကုတ်ချိုးမလို့လာတာမလစ်သေးလို့ပြောသိပလားဖွားဟဲ့အမလီဟဲ့ကောလာဟာလာအတင်းပြင်းဆိုသည်မှာလူတို့တဲကြီးကြိုက်ပြီဒီအဟုတ်တကယ်ပမာနာထောင်ကြပြောကြရသည်မှာအရသာတစ်မျိုးပင်ကဲခမလေးလာ6မိနစ်နဲ့ဟိုမှာတကြီးပါစီလာနေပြီဟုတ်ပါတကြီးကိုမြင်လိုက်သည်နဲ့ဆက်ဆူလိုသူမိမလည်းလစ်ချီတော့၏ပထွေးမှကြောက်တယ်ဟွန်းအတော်ပြီးနေပြီပဲကောင်းတယ်ဈေးတန်းဒီအကွက်ရိုက်ဖို့လည်းလောက်ရအောင်မယ်ဒါမှဈေးကောက်ကိုစနစ်တကျကောက်နိုင်မှာတကြီးကလည်းဖျားပွဲနဲ့ဈေးကောက်ဘာဆိုင်လို့လဲဆိုင်နာပေါ့ဈေးကောက်ကရတဲ့ငွေဟာရွာရဲ့တာရေးနာရေးရန်ပုံငွေပေါ့ဒါရီခမနားလေမှာမဟုတ်ပါဘူးခမနားလေဘူးကတမတ်ရက်အတွင်းဇက်စင်ဈေးရန်အပိလို့ဖို့ဒါပဲအာနာကတော့ပြပါကွယ်ကဲထမင်းစားချိန်လဲရောက်နေပြီခမတို့စားဖို့ကျုပ်ရွာဦးเจ้าမှာစီစဉ်ထားခဲ့ပြီးပြီဟဲဘာစီအေးစကားကြောင့်လောအားပေးကာလာသားများနဲ့ကျွန်ုံမှာဥမျိုးသွားကြ၏အာနာစရာကြီးတကြီးရာဘာလို့များရှောက်စီစဉ်ရတာလဲဟဲကြက်လားဝက်လားအာနာစရာမလိုပါဘူးကပီယာကြီးကိုကျောင်းကစွန့်ကြံဟင်းကြံနေနှွေးခိုင်းထားခဲ့တယ်မှားပါတယ်တို့ဖြင့်ကျွန်ုပ်တို့လည်းလှုပ်လက်ဆများကိုလက်ဆတက်ကရွာဦးဖုန်ကြီးကျောင်းဘက်သို့ခြိတက်ခဲ့ကြ၏ဖုန်ကြီးကျောင်းရှိဤရောက်တွင်လဲရင်လေးအတော်နေ၍မောင်းလာသောဖွားပြုံးကိုတွေ့လိုက်ရ၍ဟောအမေပြုံးဘယ်တော့မလို့လဲဗျဘယ်သွားရမှာလဲငေါ့ဝိုင်းထဲမှာတနာလို့ခေါ်ထားတဲ့ဇော်ဝင်းမောင်ကိစ္စပေါ့ခုဒီကောင်လေးအမောက်ကနေတယ်ထင်ပါမစားမတော့တမိုင်နဲ့အဲ့ဒါငါလက်ဆွေးစရာပြောင်းမှာဖို့မော်တော်စိတ်ကိုစစ်မလို့အော်ဒါနဲ့ပါစီငါပြောလိုက်တဲ့ဇက်တွေဖြစ်ပါစေနော်မဟုတ်လို့ကတော့ဟုတ်ဖွားပြုံးကတကြီးပါစီကိုကျင်းကလဲရင်လေးဖြင့်ထွက်သွားချေပြီးထိုအခါမှတစ်ချိန်လုံးငြိမ်ကုန်နေခဲ့သောပါစီမှာတစကန်ထချီတော့၏ထွီရောက်ခမမို့လို့ပေါ့ကွာဘယ်ကလာလို့ဘယ်မှနေမှမသိရဲ့စောင်းဝင်းမောင်ဆိုတဲ့ကောင်ဒီအဖွားကြီးလက်ခံထားတဲ့ကိစ္စတကယ်ဆိုငါ့ကိုအကြောင်းကြားရမယ်ငါတကြီးကခုတော့ငါများဖုန်လေးတဲ့ငပိပဲခုမှပောက်ကွဲမနေပါနဲ့တော့တကြီးရဲ့တကြီးကဖွားပြုံးကိုငဲကြောက်ဆိုတော့လေအာနုလာမို့နေပါဆက်ပိတ်လိုက်ရောက်ခမမို့ကြည်နေတာကွာဘာစီတဲ့တစီရဲရှိတယ်ကွာကြောက်လို့မဟုတ်ဘူးပြန်မပြောဝင်တာတခုပဲဟာတကြီးနဲ့အဖွားပြုံးတို့ဤကနဝင်းဇလန်ကိုအထိုင်အလျောက်သိရှိပြီးဖြစ်ရကကျွန်ုပ်တို့လည်းစိတ်ဝင်စားမှုမရှိလာတော့ဘိုက်ကအတန်ငယ်စာလောင်နေကြပြီမို့ဖုန်ကြီးချောင်းတို့တွတ်လန်းခဲ့ကြတော့၏ကျော်ရွာများအနေနဲ့
အလူအတန်းပျော်ပွဲရှင်ပွဲများတွင်လုံအားပေးလူငယ်များအတွက်အစားအသောက်မှာရွာဦးကျောင်းကိုသာအားကိုးရစမြဲရွာလမ်းမကြီးပြင်ဖို့လုံအားပေးရှိတယ်အကျွေးအမွေရဖုန်ကြီးကျောင်းမှာထမင်းကျွေးမယ်အော်ရွာလူကြီးတွေအကုန်ကြများမယ်လာကြဟေးတကားတို့ရေရွာဖျားပွဲအတွက်လုံအားပေးတွေဆိုတော့ဖုန်ကြီးတို့ကဒါနနဲ့ကုသိုလ်ပါဝင်ရမှာပေါ့လေဟဲ့ကျောင်းသားတွေထမင်းဝိုင်းနေအသင့်ဖြစ်ပြီလားဟဲ့တင်းမဖေဟာထမင်းစပွဲအတီးတီးအလယ်၌ငပိရီခွက်ကြီးကြီးဟာနေရယူထား၏ထမင်းစလုံးကြီးများကစပွဲဘေးမှာအပြည့်အမောင်ဟေးမကောင်းယုံရှိရမယ်ထမင်းမဝမှာတော့မပူရတောတလိပါတီဖုံးပေးပြီးတော့ဟင်းအကြံများကိုရင်လေးများကလိုက်ချပြီးကျွန်ုပ်တို့ဝိုင်းကတကြီးကိုယ်တိုင်ပါဝင်သဖြင့်အကောင်ဆုံးဟင်းခွက်များကိုချခိုင်း၏ငါတကာကြီးဗစီအတွက်ဟင်းကောင်းလေးတွေချပေးပါဟဲ့ဟင်းကောင်းဆို၍ပါဇက်ကိုအသာပြင်ပြီးကြည့်လိုက်ရာကစွန်းရွက်ချင်းရည်2ခွက်ခရမ်းသီး2က9ခွက်ပဲပြုတ်စူးပုတ်ရွက်ပဲကြီးကျော်1ခွက်ထက်၍ချလာသည်ကဝက်သားအစီတစ်ဖက်နှင့်အာလူတစ်ချမ်းဘဲဥစီပြန်ကတစ်ချမ်းပြီးတိုးစရာအသီးရွက်များသာကျွန်ုပ်တို့ငယ်စဉ်ကဖုန်ကြီးကျောင်း၌ထမင်းအကျိန်ပေါင်းမရေမတွက်နိုင်အောင်စားခဲ့ဘူး၏ဆရာတော်တန်ဃာတော်များစွန့်ဖုံးပေးပြီးလင်ကျောင်းသားများစားပွဲပါသည်ထမင်းသားမကဟင်းရလည်းအရှံပေးပါသည်ငါဝက်သားမစားဘူးဤရဲ့ကြက်သားပဲစားမယ်ငါပစွန်စီပြန်နဲ့ငခုနဲ့ကြော်ကျွန်တို့ကျောင်းသားများစားပြီး၍ပို့ရှမ်းနေသောဟင်းများကိုအိုကြီးတစ်ခုထဲသို့စုပေါင်းထည့်ကတနေကုန်မိငွေငွေဖြင့်အပူပေးထား၏ရင်းကကျောင်းသားများအတွက်ညနေစာဟင်းပေါင်းပြီးသည်ရင်းဟင်းပေါင်းကအသားအသီးရွက်စုံဖြစ်ချေရာအရာသာရှိလာပြီးတော့၏ဟာငါကွမဟာကန်တူးချင်းဟင်းပေါင်းအိုးရကြက်သားငါလူစပြူရှိသလားကြွားစရာဖြစ်သွားပြီကိုငယ်စဉ်ဖုန်ကြီးကျောင်းသားဘဝကပြောစရာပါသည်ပညာလေးရသလိုအစားအသောက်များကလည်းပေါ်ပါပြီယခုမူကျွန်ုပ်တို့၏အကောင်းဆုံးဆိုသောထမင်းဝိုင်း၌ပင်ဟင်းခွက်ကမလှမပါဆရာတော်တို့စွန့်ဝိုင်း၌ဘယ်သို့ရှိလိမ့်မည်နည်းတယောက်မျက်နှာတယောက်ကြည့်ပြီးမှဟင်းခွက်နှိပ်ရမယ့်ပုံပေါက်နေပြီဒါပင်ချို့တဲ့ရှားပါလာခြင်းပင်လောတရားတော်လဲအတပြားရှားပါသောခင်မို့လောမပြောတတ်နိုင်တော့ဒီနေ့ကတော်ဆုံးမဖေဟာနေတိုင်းမှာပဲလားကျွန်ုပ်လည်းစိတ်မကောင်းစွာဖြင့်ထမင်းဆက်စားနေစဉ်ဟဲ့ဘာစီဤငေါငန်းတန်နဲ့အတူကျောင်းပေါ်တက်လာသူကအဖွားပြုံးနေရလေအလိုက်ကန်းဆိုကိုမသိတတ်ဘူးဆရာတော်တွေနေဘူးတဲ့လှက်အလိုခံထားတယ်ဆိုနေနှုတ်မို့မျိုးရက်တယ်ဤနင်းနေပြီဆရာတော်တို့စွန့်တဲ့ပစ္စည်းကိုစားသုံးနိုင်ပါတယ်တက္ကမကြီးရဲ့အပြစ်မရှိပါဘူးဆရာတော်ပြောတာမှန်ပါတယ်ဖေဟာတကြီးလုတ်ပြီးအလိုက်ကန်းဆိုမသိလို့ဆိုရတာပါဖေဟာတကယ်ဆိုကိုကတကြီးပဲကိုအိတ်ထဲကစိတ်ထုတ်ကျွေးပေါ့ခုတော့မနေပြီဟဲ့မောင်လိုက်လှုပ်အားပေးတဲ့သူတွေအတွက်ငါလီစိတ်ကဝယ်လာတဲ့ဟင်းတုပ်တွေချပေးလိုက်စမ်းဟုတ်ကဲ့ဖွားပြုံးမောင်လိုက်ကငပြောရွက်များဖြင့်ထုတ်လာတော့ရေကျက်ကြောငတ်တလောက်ဟင်းစာကလေးကြောတို့ကိုထမင်းဝိုင်းများတွင်လိုက်ချပေး၏နှိတ်ဟနောက်တပကံလောက်တော့တွေ့လိုက်အောင်မဟဲ့ဘာစီနက်ပြန်နှစ်ပစံနဲ့ကျွေးပင့်နဲ့ထမင်းဟင်းမလောက်ရင်ဆရာတော်တွေမှာတက်တက်မဲ့စိတ်ဆင်းရအောင်မဲနင်ကတော့ငရဲကြမဲ့ကောင်းမဲအတလွတ်ကိုတွေ့နေတော့တာပဲဆရာတော်ဖေဟာတပည့်တော်မကိုခွင့်ပြုပါအောင်ဇော်ဝင်းမောင်ရဲ့အခြေအနေကအမြဲတမ်းအကိတ်ခတ်နေရတယ်ဖေဟာသူခမတနေ့တကြီးရဆိုတော့တနာစရာပါဖေဟာအိမ်ဟုတ်တာပေါ့အဖွားပြုံးကပြောဆူကျောင်းပေါ်မှာဆင်းသွားတော့၏ထိုအခါမှဘာစီလဲတက်ပြင်းချနိုင်တော့၏ဟူးဒီနေ့ကံမကောင်းပါလားနော်တကားကြီးဘာစီဇော်ဝင်းမောင်ကတက္ကမကြီးနဲ့ဘလို့များပတ်သက်နေလို့လဲကွယ်မလန်ရဲရည်သာငုတ်ခံနေရသည်ရောက်ကမောင်မကြည့်မနဲ့ဖြစ်နေရသည်မှာကြာပြီဖြစ်သောပါစီမှာရောက်ကမအကြောင်းနာထိုးအတင်းအုပ်ခွင့်ရပြီမို့ဝမ်းသာအားရဖြင့်
ထမင်းကိုလက်စားတကဒီလိုပါဖေဟာအဖွားကြီးမြိုင်တာကသူ့တူစီအလေသွားရင်အပြန်မော်တော်ပေါ်မှာဒီကောင်နဲ့စုံခဲ့ကြရတယ်ဖေဟာလုတ်ပုံကြည့်ပါတော့ကျွန်တော်ကအညာဆောင်တို့မူးထုံဆောင်တို့ကိုရွာစင်လှည့်ရောက်နေသူပါအဖွားရဲ့ခုအရင်ပြုတ်လူကလည်းဖျားနေခုတော့ဘာလို့ဘယ်သွားရမှန်းတော့မသိတော့ပါဘူးအဖွားရဲ့ချစ်ရလေကွယ်ကဲပါကွယ်ဒါရီနောက်မှစဉ်းစားအခုတော့လောလောဆယ်အဖွားနဲ့လိုက်ခဲ့ဟိုမှာအိမ်ပိုင်လောက်တစ်ခုရှိတယ်အဲ့ဒီမှာနေပြီးနေကောင်းလာတော့မှဘာလို့မဲစဉ်းစားပေါ့ဟုတ်လားကျေးဇူးပါပဲအဖွားရဲ့အဲ့ဒီလိုနဲ့ရွာပါလာတာဖေရအဲ့ဒီကောင်လေးပေါ်မှာသူ့တမက်အရှင်ခက်တပည့်တော်တောင်ကောင်းနေပါသေးဖေရခံစားချက်တွေပါလာပြီဟုတ်တယ်ဗျအဲ့ဒီကိစ္စကျွန်တော်လည်းပြောချင်နေတာကြာပြီခုစကားဆက်လို့ပြောရအောင်မယ်ဘယ်မှမသိတဲ့လူကိုရွာမှာထားရွာနာတယ်ဗျတကြီးကလည်းရောက်ကမကြောက်တော့မစစ်စင်းရဲ့ဟဲကောင်ပိုက်ကလေးကြောက်လို့မဟုတ်ဘူးကွအခြေအနေကိုအကဲခတ်နေတာမင်းစကားပြောတာကြည့်ပြောငါတကြီးနော်ဟုတ်တာပဲပိုက်ကလေးကဇော်ဝင်းမောင်ကမဆိုးရှာပါဘူးရွာရဲ့တာရေးနာရေးတွေဆိုတက်ကြွလောက်ကင်ပေးရှာတာပဲဆရာတို့မသိပါဘူးတက်ကြွမှာပေါ့ဗျကောင်မလေးတွေနဲ့တယုံလောက်ခွင့်ရနေတာကိုဗျလူပြိုကြီးစောတယ်မောင်ကထမင်းလို့ပလို့ပလောင်းဖြစ်အမြန်ထောက်ခံ၏ဟုတ်တယ်ဒီကောင်ရှိတာကျွန်တော်တို့နာအဲ့လေရွာနာရဲ့တကြီးအဲ့ဒီကိစ္စကိုအမြန်ကင်တွယ်တဲ့နေပြီတိတ်ဆန်းစောတယ်မောင်ငါ့ကိုဆရာလာလို့မနေနဲ့ဒီကိစ္စဘလို့ဖြေရှင်းရမယ်ဆိုတာငါမိမရွှင်ရင်းနဲ့တိုင်ပင်ပြီးမှလောက်ရမှာကွာအော်ဒါဆိုလဲတကြီးအထက်မှာမိမရှိသေးတယ်လို့ရွာကိုကြော်ညာထားရင်မကောင်းလားတကြီးလူပြိုကြီးစောတင်မောင်ကြီးစကားအဆုံးဝဲအနာပေါ်ဒုတ်ချသွားသောတကြီးပါစီကဒေါသမထိန်နိုင်တော့ပဲငါပြောခွန်ဖြင့်ပြစ်ပေါက်လိုက်နေတော့၏ကိုင်းဟာကျင်းညလိုက်စမ်းငါ့ကိုစော်ကားခဲ့တဲ့လူပြိုကြီးစောတင်မောင်ဒီကောင်ထိတ်ထုံးခတ်တကြီးဤစကားပင်မဆုံးသည်လူပြိုကြီးကတုတ်ကနေဆင်းပြေရာရွာလေလမ်းမပေါ်ရောက်ချေပြီးတည်အိမ်သားမှာထမင်းဆက်စားရမယ်တကြီးရေအားနာလို့ပြို့ဒေါ်ပွားရေမဆုံးဖြစ်နေသောပါစီကိုကျွန်ုပ်တို့လည်းချော်မော်ဖြောင်းဖြပြီးဇက်ယုံဆောက်ရသို့ပြန်လာခဲ့ကြ၏ပါစီကကျွန်ုပ်တို့ကိုတောကောရော့ကောစူပူ၍လိုက်ပါလာ၏စိတ်ငြိရပါလားနော်ရောက်ခမကိုအရှုံးပေးလာရ၍ကျွန်ုပ်တို့ပေါ်ဒေါသကိုဖောက်ခွဲနေသောဘာစီကိုကြည့်ရင်သူနှင့်အဖွားပြုံးတို့၏အတိတ်ဇလန်းတို့ကကျွန်ုပ်အတွေ့ထဲဝင်ရောက်လာချေအဲ့ဒီနေ့ကထိုနနက်ကမက်ရွှေရင်နှင့်ဆက်တထေးသားမိုးခဲတို့မှာမင်္ဂလာပွဲကျင်းပမည်နှစ်နက်ခင်းပေတည်ကျင်းရည်တန်မိဘတို့၏သားသမီးများမင်္ဂလာပွဲမူအဲပရိသတ်များကရောင်ဝါတောက်ပါစွာဖြင့်စီကားနေတော့၏ထို့စဉ်တင်ရောက်မှမလုံနဲ့အားလုံးမသာဖြစ်ကုန်မယ်တနတ်တန်တထင်းထင်းပြီးရင်မင်္ဂလာဆောင်မန်းတက်တဲ့သို့တနတ်ကျုံဝင်မြင်ကိုတွန်းဆိုင်ဝင်သွားသူကဗစီတီရွှေရေကိုစီလာပြီကွအစီဗစီနဲ့သူ့အပေါင်းအသင်းများသူတို့သမီးမက်ရွှေရင်ကိုမြင်းနဲ့ပွေခေါ်ဒုံဆိုင်ထွက်သွား၏ဒီအထိအဲပရိသတ်ကတုတ်မြမလှုပ်ရဲ့မဆိုင်သူမကတ်နဲ့ကွနော်လှုပ်ရဲသူကအဖွာပြုံးတယောက်သားတည်ရှက်စိတ်ဒေါသစိတ်တို့ဖြင့်ဓမ္မဆွဲကလိုက်လေတော့၏မိမဘာသာတဲ့ဟိထို့အခါမှာလူများလဲစိတ်ကြီးလာတော့ဖွာပြုံးနောက်သို့ပြေးလိုက်ကဝိုင်းဝန်းဆွဲခေါ်ဖြောင်းပြကြရတော့၏အမေပြုံးရဲ့စိတ်ကိုလျှော့လိုက်ပါတော့ဖွာပြုံးကစိတ်ကြီးလာသူပြီးမျက်ရည်တစ်စက်မချက်အောင်အန်ကျိတ်ထားရ၏ပြာပုံတိုးကျင်တဲ့ခွေးမဒင်းမျက်နှာတိတသက်မကြည့်ခြင်းဘူးတေကန်းပြက်ပဲဟိအရွယ်များရောက်လာကြပြီမို့ရခင်ကလောက်မပြင်းထန်တော့တော်လေတကြီးနဲ့ဒေါ်ရွှေရင်ကိုစကားဟုတ်တိပတိတော့မပြောချေစိတ်ကြီးလာတော့ဖွာပြုံးပါပြီဆရာတို့ရေညနေဆောင်တော့မယ်ပြန်ကြစို့ပြို့
ပိုက်ကလေးဤတတိပေးတန်ကြမှာကျွန်ုပ်လည်းဘားစီနောက်ကြောင်းခရက်မှပြန်ထွက်လာမိ၏ဟုတ်ပါနေညိုနေချပြီလွမ်းစီဒီနာကတရေမှတဲ့ဇော်ဝင်းမောင်တရေဟုသည့်တည်င်းတို့ကြောင့်ရွာသားများမှအိမ်စောစောဖြန့်ချင်းနေသည်ကိုသိ၍ကျွန်ုပ်လည်းအလုတ်သိမ်းပြီးပြန်ခဲ့ကြတော့၏ထိုနေ့မှစ၍ရခင်ကဆိုနေ့ဘက်အလုတ်ခွင်မှပြန်လာကြသည်နှင့်ရေချိုးစားတောက်ပြီးတော့ရွာများ၏ဒလေထုံးစံအတိုင်းတအိမ်မှတအိမ်သို့တွားရောက်လဲပတ်ကြပြီးထွေရလေးပါစကားပြောတတ်သောကျုံတိုင်းရွာမှာမိုးချုပ်သည်နှင့်တိတ်ဆိတ်ငြိမ်သက်ရရှိ၏ကျွန်ုပ်နှင့်ပိုက်ကလေးလည်းညစာစားပြီးနောက်အဖက်ရည်တောက်ရင်စစ်တို့ဒီတရေဟာထူးတော့ထူးဆန်းနေဗျပိုက်ကလေးဟာစကားကိုဘေဟီရီဆန်စွာရက်လိုက်သဖြင့်ကျွန်ုပ်မှာပိုက်ကလေးတွင်လှုပ်ဝက်ချက်တစ်ခုခုရှိနိုင်ကောင်းသည်ဟုခံမှန်းလိုက်ပြီးတရေဟာဘလို့ထူးဆန်းနေလို့လဲလင်းမအောင်ဒီလိုလေးစစ်တို့ကျွန်တော်တို့ဒီရွာမှာနေလာတာကြားလာပြီခုဇော်ဝင်းမောင်နေတဲ့ချက်မှာတရေ6တယ်လို့တကားမှမကြားဘူးပါဘူးခုမှတရေကဘလို့ရောက်လာတာလဲဒါတော့ကွာတရေတွေကလူတွေလိုနေမှာပေါ့လူတွေမင်းကြည့်ပါလားခရီးသွားလာကြရင်အချိန်လွန်တဲ့အခါတဲခုခံတဲကြသလိုဒီတရေကလေခရီးလွန်ပြီးအချိန်မရှိတော့လို့ကစော်ဝင်းမောင်ချန်နဲ့တဲခုပေါ်ဝင်လာရင်းနဲ့ကြုံတော့မဖြစ်နိုင်ဘူးလားဆရာတို့ကလည်းတရေမှာမက်ပုံတင်မှမရှိပဲအေးမင်းပြောတာဟုတ်သားပဲမက်ပုံတင်မှတရေမှာမရှိတာလွန်လာပြီတော့ကတွတ်ပြီရှင်တို့ဆရာတပည့်တရေပုံမြင်စုံနိုင်ပါဦးမလားဘဲနဲ့တော့တထောက်တညပုံမြင်ကြနေတာပဲခြာလေကိုလဲနေတာပဲတော့ကြစမ်းတော့မလာနဲ့တရေကြောက်တယ်ကိုတို့ကဆောင်းဝင်းမောင်အိမ်ဘက်စီမှာဆူဆူဝါထအော်လိုက်တဲ့ကြောင့်ကျွန်ုပ်နဲ့ဘိုက်ကလေးလည်းအလင်းအမြန်ပင်ကဆောင်းဝင်းမောင်တို့အိမ်သို့ထွက်ခဲ့ကြ၏ဟောဆရာတို့လာပြီပြောဘာမှမကြောက်နေတော့ကိုဝင်းမောင်ဖေးလူနာဆောက်ကိုစောနေကိုပကြီးကကဆောင်းဝင်းမောင်အားဝါ၍အားပေးရရှိကြ၏ကဆောင်းဝင်းမောင်မှာတအင်းညီရင်အိမ်ထဲဝင်လာတော့ကျွန်ုပ်တို့ဆရာတပည့်နှစ်ဦးအားမျက်လုံးအပြူသားနဲ့စိုက်ကြည့်နေ၏ကိုဝင်းမောင်တတိထားပါဘိုက်ကလေးကခြေလန်းတို့နောက်ပြန်တုတ်ချပြီးစစ်တို့တတိထားနေမျက်လုံးပြူပြီးစိုက်ကြည့်နေလိုက်တာဒါတရေကတာဟုတ်မဲဗျဖေးအိုးကွာဘိုက်ကလေးကလည်းတရေဆိုတာတကယ်မရှိပါဘူးလာစမ်းပါအိတ်ချပြီးတော့ကျွန်ုပ်လည်းမျက်လုံးပြူ၍ကြည့်နေတော့ကိုဝင်းမောင်ရှိတဲ့ထိုင်ချလိုက်ပြီတတရလားဗျကိုဝင်းမောင်ဘယ်အချိန်ကုတ်တာချိုးမလဲကိုဝင်းမောင်ကကျွန်ုပ်အမေကိုပြန်မဖြေပဲကျွန်ုပ်အားမျက်လုံးပြူ၍စိုက်ကြည့်နေပြန်ရာကိုဝင်းမောင်တတိထားနော်တတိထားဗျမိုးလင်းရင်ခမရတတသွားမှာပါကဆောင်ဝင်းမောင်တီလေနေရင်မှအလိုလိုတွေးမျိုးချလိုက်သလိုအတန်မျိုးကြီးထွက်သွားကတတိရလာပုံရတော့သည်ကိုဝင်းမောင်တတိရပြီလားကျွန်ုပ်ကိုသိရမဟုတ်လားကိုဝင်းမောင်မှာကျွန်ုပ်ကိုသိချစွာဖြင့်မျက်လုံးအကြောင်သားဖြင့်စိုက်ကြည့်နေပြီးအတန်ကြာမှပါစက်မှမပြောဘဲခေါင်းသာတွင်ခါရမ်းနေတော့၏ဒါအကျုပ်လိုပြီးတဲကြီးပြတ်သွားတာထင်နေနော်စတို့တဲကြီးခိုက်ရင်တဲကြီးစေးကြီးပြောက်မှာပေါ့ဗျခုဟာမဟုတ်ဘူးသူကက်နေတဲ့တရေကအကောင်ကြီးပြီးအားမရှိတဲ့တရေဖြစ်နေလို့နေမှာဘလို့ဗျကိုပကြီးကိုဝင်းမောင်ကက်နေတဲ့တရေကအကောင်ကြီးပြီးအားမရှိရအောင်ဘာတရေမှုလဲဗျဘာတရေရမှာလဲအဖြစ်နိုင်ဆုံးကတော့ AIDS ဖြစ်နေတဲ့တရေပဲဖြစ်မှာပေါ့ဗျာ AIDS ကတရေပါချမ်းသာမပေးဘူးလားမပေးလို့နေမှာပေါ့ခုကြည့်ပါလားဒီကိုဝင်းမောင်နဲ့ကြုံတဲ့အချိန်မှာတရေဟာကိုခံအားမရှိတဲ့အချိန်မို့ပြန်မထွက်နိုင်တာဖြစ်မှာပေါ့ဒါကြောင့် AIDS တရေဖြစ်ကိုဖြစ်ရမယ်ဘဟုတုတပြည့်စုံပါလေကိုပကြီးရဲ့ထူးဆန်းပါပြီစစ်တို့ရဲ့နောက်တနေ့ကျွန်ုပ်နဲ့ဘိုက်ကလေးလည်းအမဲပြည့်ထွက်လာခဲ့ရာလူအုပ်ကြီးကိုမြင်သဖြင့်ဘိုက်ကလေး
ကိုဝင်းမောင်အိမ်ရှိမှာလူတွေဘာဖြစ်လို့လဲမသိဘူးဟုတ်ပါစတော့ကျွန်ုပ်တို့ဆရာတပည့်လေလူအုပ်ကြီးကိုမနှဲတိုးဝေး၍တက်ခဲ့ကြရ၏ဥယျာဉ်ချမ်းနှင့်ရွာမဖွားပြုံးတို့အပြင်ဖျောင်းတိုင်းမျက်နှာစိမ်းလူကြီးတို့ကိုတွေ့ရခြင်းကြောက်ရွံ့စွာဖြင့်ထိုင်ရရှိနေ၏အောက်မဲခုထိမပြောသေးဘူးနေ့ပညာမတောက်တစ်ခေါက်လေးနဲ့ငါလိုဆရာတယောက်ကိုအာခံနေသဘောလေတဲငါလုံလိုက်ရထိုပယောကဆရာမှာရေမန်းများပက်လိုက်နဲ့ဒေါသထွက်လာပုံရလျာကျွန်တော်လည်းမနေနိုင်တော့ပဲတကြီးပါစီနဲ့ဖွာပြုံနာကပ်၍ဒီမှာဘာစီနဲ့ဖွာပြုံကိုဝင်းမောင်မှာတရေကက်နေတယ်ထင်လို့လားဗျာအိုးမောင်တို့ပြီဆရာကြီးကြားသွားပါမယ်ခုမင်းမြင်မယ်တရေမကဆရာကြီးအောင်မထီမဲ့မြင်လုံနေတာဖွာပြုံမှာရှေးလူကြီးပြီးအယူသေးစွာဖြင့်ကြောက်ရွံ့စွာကျွန်ုပ်အားပြောပြချီဘာစီကလည်းဟုတ်မယ်ဥတုပိယထူးတာကဆရာကြီးမရောက်ခင်ထိဝင်းမောင်ကကြောက်သလိုကြောင်သလိုဖြစ်နေတာဆရာကြီးအိမ်ပေါ်ရောက်ပုံတွေဘာတွေလဲမြင်ပြီးရောခုမင်းမြင်မဲ့ငင်းနေတာတွေ့ရမဟုတ်လားကျွန်ုပ်လေဘာစီစကားကိုရှုံရအခက်ဖြစ်ရရှိ၏ဒါနဲ့ဆရာကြီးကဘယ်ရလဲဗျာဘာစီဆရာကြီးကဟိုအလာမျိုးရွာဘက်ကတဲ့ဒီကဖွားပြုံးလို့ကိုးကွယ်နေတဲ့လောကထိတ်ဆောင်ဆရာပြောင်းနဲ့ပေယောကမှာတော့နာမည်တစ်လုံးနဲ့ပေါ့ကွာဟုတ်သားပဲပြောင်းတစ်လုံးနဲ့နေရငါလို့ဆရာအောင်မထီလေးစားနဲ့အာခံသဘောလေငါကလည်းဆရာပြောင်းမယ်အနုနီးနဲ့မရိုင်အကျန်းနီးနဲ့ဖြစ်တဲ့ဆရာပြောင်းကျိန်ဆက်ကြနဲ့တွေ့ရမှာပေါ့ကွာဆရာပြောင်းကသူ့အားတရေကမထီလေးစားပြုတ်သည်ဟုဆိုပြီးနွားများရိုက်သောကျိန်လုံးအားရှူဆောင်ပြီးနှုတ်မှတူတူဆိုနေတော့၏ကစော်ဝင်းမောင်ကကျွန်ုပ်အားအာကိုတကြီးနဲ့ကြည်နေရှာချီကျွန်ုပ်စိတ်ထဲဝဲဇော်ဝင်းမောင်၏အကြည့်မှာထူးခြားသလိုခံစားရသည်ဖြင့်ဖွားပြုံဆရာဟုတ်မဟုတ်ရဲ့လားဗျာတော့ကြကျိန်နဲ့ရိုက်လို့တခုခုဖြစ်သွားမှကျုပ်တို့ရအမှုပတ်နေပါဦးမယ်ဖွားပြုံကကျွန်ုပ်အားမနစ်မြို့ဟန်ဖြင့်အိုးဒါကြောင့်မင်းတို့လူငယ်တွေခတ်တာပေါ့ဒီတရေကနည်းနည်းရမဟုတ်ဘူးအတီးကတရေဖြစ်မှာဒါကြောင့်မို့သူဆရာကြီးကိုအားခံနေတာပေါ့ဆရာပြောင်းကနွားရိုက်ခြင်းကိုမှရင်ဟဲ့အကောင်ဆရာပြောင်းဟာပါကောင်လေဆိုတာကိုပြရသေးတာပေါ့လေကွယ်ကဲဖွားပြုံအချင်းကြတယ်ဒီဝေဒနာသက်စီပူးနေတဲ့တရားအကောင်ကြည့်တော့အကြောက်တရားနေတယ်ဒါကြောင့်ဆရာစေးချိန်လုံးစာကြွေးမယ်ချုပ်ဖို့လူနှစ်ယောက်ပေးပါဆရာပြောင်းဤအမိတ်ကြောင့်တကြီးပါစီနဲ့ဖွားပြုံတို့မှာအနီးအနားမှာလူငယ်ဆို၍ကျွန်ုပ်တို့ဆရာတပည့်ရှိနေ၍ကျွန်ုပ်တို့အားကစော်ဝင်းမောင်အားချုပ်ကင်ပေးရန်ပြောသည်ဖြင့်ကျွန်ုပ်လည်းစိတ်မပါဘဲနဲ့ကျွန်ုပ်နဲ့ပိုက်ကလေးမှာကစော်ဝင်းမောင်အားတစ်ဖက်တစ်ချက်မှချုပ်ကင်ထားပေးရတော့၏စစ်တို့ဖြစ်ပါမလားဗျာတော့ကြောင့်တရေရလန့်ပြီးကျွန်တော်တို့ဝင်ဖို့နေမှာအိုးကွာဒါရီရုံမနေစမ်းပါနဲ့ဆရာတို့တရားလုံးရှိပါတယ်သူ့ကြောင့်ပိုကြောက်နေရတာအိမ်ပေါင်းဝ၌ကရွာသားများမှာဝေဒနာတဲ့ကိုကျိန်နဲ့ရိုက်တော့မည်မို့သူတော်ကအလူအယက်ထိုးဝေကြည့်ရရှိကြတော့၏ဟဲ့အေးသာမြင်မြန်လားဟဲ့ဒီမှာပွဲကြတော့မယ်ရိုက်ပါတော့ဗျို့ကဲတလောက်တော့ငါဆရာကိုပမာမခန့်လုံးဝနဲ့ကငါဆရာပြောင်းရဲ့စေးကျိန်လုံးစာတကကျွေးလိုက်မယ်အီးကြည့်ပေရော့အဝေးကိုကိုင်းကွာလက်မဆက်ကွင်းမလို့ပဲဖြစ်နေအောင်မယ်ဟာအမလီသေးပါပြီဗျာနားလာကြီးရဲ့ဟိုဒါဆရာကြီးဟိုလူမဟင်မချမိပြီဗျို့အမလီသေးပါပြီဗျာဟိုက်ဖြစ်ပုံကဆရာပြောင်းမှာဝေဒနာတဲ့အားစေးကျိန်လုံးဖြင့်တေချာစွာချင်းရွယ်ရဲ့မျက်စိမိတ်ကတအားလွှဲအရိုက်တပြောင်နဲ့ဟိဝေဒနာတဲ့ကစော်ဝင်းမှာကြောက်လန့်တကြားကိုတစ်ဖက်သို့ယုံလိုက်စဉ်တွင်ကျွန်ုပ်တို့ဆရာတပည့်လေးဟန်ချက်ပြက်ကပိုက်ကလေးမှာကန်ဆိုးစွာဖြင့်
ဆရာပြောင်းဤဈေးချိန်လုံးကြာမြင့်နေရကိုရောက်ရှိခဲ့ခြင်းပေသည်။ကိုင်းကွာအမလီတေးပါပြီဗျ။ဘိုက်ကလေးကကြောကိုပူရင်နာကျင်စွာအော်ဟစ်နေချေတော့၏ကျွန်ုပ်လည်းဒေါသလွန်စွာထွက်မိတော့လေပါစီဥအေယာချံဖွားပြုတ်နှင့်ပယောဂဆရာပြောင်းတို့၏အကြိမ်ကြိမ်တောင်းပန်ကြခြင်းကြောင့်ကျင်းနဲ့လိုက်ရကြတော့၏ဒီနေ့ကံမကောင်းတာကျွန်တော်ပါလားဆရာတွေ့ရဲ့ဟိဘိုက်ကလေး၏ကြောပြင်မှဆရာပြောင်း၏စေးချိန်လုံးတရားကိုကြက်ထုတ်ထိုးပေးရင်ဖြင့်ကျွန်ုပ်စဉ်းစားရရှိရင်တရေဆိုတာဟင်ဘယ်မှလဲတရေဟမ်စတို့လာပြန်ပြီလားတရေအိုးကျွန်ုပ်ပြောမယ်စကားစောင်းအောင်နားထောင်စမ်းပါအောင်နိုင်ငံကျော်မုတ်ဆိုးကြီးညရာစာတွတ်ပြီးရဲ့မရတဲ့တပည့်လုံနေပြီဒီလောက်ပဲသွေးကြောင်နေရသလားဟမ်ဘယ်သိမလဲတော့ရှင့်ပါစကတရေဆိုစကားကိုလူရင်းတူရှင်မပြောဘဲနဲ့ဒီလိုမြင်ရဲ့ခုကိုတွတ်ပြီးတော့ရဲ့တက်တမ်းပဲဘဝကိုတဝက်ကျိုးလာခဲ့ကြပြီမဟုတ်လားစိုးစမ်းမအောင်တော့ဂိုင်းကိုတို့မေးစမ်းမယ်ညရဲ့ဘဝမှာခုအရွယ်ထိနာနာဘာဝတို့တရေတစီတို့စုံတို့ဆိုတာကိုမျက်မြင်တွေ့ခဲ့ဘူးလားအိုးဒါတော့တေးသေးချာချာဘဲတွေ့ဘူးမလဲတော့တဆင့်စကားတဆင့်ပဲကြားဘူးတာပေါ့ဂိုင်းထားပါတော့ကွာဘိုက်ကလေးရောကျွန်တော်ဘဲတွေ့ဘူးပါမလဲဒါအတိကချက်ပေါ့ခုစတွတ်ကြုံခဲ့တဲ့ကစော်ဝင်းမောင်တရေချုပ်ခံရတာတို့တရေပူတယ်လို့ဆိုတာတခုခုကိုလှုပ်ဝက်ပြီးလှုပ်ချင်လို့တမင်အကွက်စင်တာများလားစတွတ်ထင်းမိလို့ပဲဘလို့လှုပ်ဝက်ချက်များလဲစတွတ်ဒီလိုကွာခုကစော်ဝင်းမောင်ဟာဒူရာကိုရောက်လာပြီးအချင်းချနေထိုင်ပေမဲ့သူ့ရဲ့အရင်နေထိုင်ခဲ့တဲ့ဇစ်မြစ်ကိုတို့ရွာဘယ်သူသိသလဲစတွတ်ဆိုလိုချင်တာတချင်ကလူစိုးတခိုးလို့ဆိုလိုချင်တာလားဗျလူတယောက်ကိုမသေးချပဲနေတော့မထင်အပ်ဘူးပေါ့ဒါပေမဲ့ခုလိုပြုံးစားကြီးစုံလိုတရေလိုနဲ့ထားဖြစ်ထားတော့သူ့မှာလှုပ်ဝက်ချက်များရှိနေမလားပဲဟင်ဒါဆိုဒီလိုနဲ့ကြောင့်မှရှင်းရလားတော့ကြကျုပ်တို့ရွာဒုက္ခရောက်နေပါဦးမယ်သေးကြမသေးကြတော့ကိုတို့စုံစမ်းရမှာပေါ့ဒါပေမဲ့လောစေတော့ဒီကိစ္စကိုကျုပ်တို့မိသားစုကလွဲပြီးဘယ်သူမှမသိစေနဲ့အောင်ကျွန်ုပ်မှလည်းဖျားပွဲနီးလာသဖြင့်နားရမည်မထင်နဲ့မရကျွေးမှုကပင်ပန်းလာပါပြီကျွန်ုပ်တွေ့ပြီးနဲ့တပည့်ကျော်ဘိုက်ကလေးတို့သည်အမဲပြည့်ထွက်အံမှုစီးတားသူမှာမသေးမြင်ပင်မဟုတ်ပါလောတော့ကတွတ်ပြီးအဲ့ဒီနှလုံးပြူမပိုင်အမဲမဖြစ်တော့ဘူးလားဟေးနှလုံးပြူကအမဲဖြစ်ဖို့ထားတာပဲဒါကိုဘယ်နေရာမှာအသုံးချရမှာတော့ဟာရတယ်ဟာတွတ်ပြီးတော်ဟာလေသူ့နေရာနဲ့သူအသုံးကိုမချတတ်ဘူးကောစီလောက်နှလုံးပြူနဲ့ပြစ်မရတယ်လို့ရှုံစာကလေးနံပြီးစောက်ဆိုရင်နှလုံးပြူနဲ့မတင်ဘူးရှင့်ဒီနေ့အမဲရတယ်မြင်ဒါစာကလေးဒါယုံဟေးဒါပြဘာသုံးရမှာလဲဒူးလေးပေါ့ရှင်ရှင့်အဖိုးအမွေထားခဲ့တဲ့ဒူးလေးကြီးကိုနေရန်တက်မှာရှေးဟောင်းပစ္စည်းဆိုပြီးဒီအတိုင်းအလှကျင့်နေတော့မှလားတခါရိုးမတော်တစ်ခွင်မှာတားကောင်တွေဖိတ်တော်အောင်ကြောက်ခဲ့ရတဲ့အဖိုးပုတ်ပြီးရဲ့ဒူးလေးကိုအသက်ပြန်သွင်းမှာကတွတ်ပြီးမြန်ရာစာပေါက်ပြီးလာပြီးဟဲ့ရှောင်ကြရှားကြလူရင်းကဟမ်လာချီသည်မိကွန်ဝါထုတ်နေပြန်သည်ကျုပ်ကလည်းပွင့်တမပဲလူရင်းကရှင့်နှလုံးပြိုကြည်စံဝဲဖို့ကျုံငွေထုတ်မပေးနိုင်တော့ဘူးငွေမကုန်နဲ့ဒူးလေးနဲ့ပဲအမဲလိုက်တော့အော်ထူးဆန်းပါပြီမြင်ငွေနဲ့ကျွန်ုပ်ချိန်ခွင်ထက်ပါချိန်ဆက်ရင်တော့ငွေကိုတထိုးအလေးထိုးပေးမယ်မိမပါလားဟယိုမိမဟူပြီးထိုအိတ်ထီကမရှိမကောင်းရှိမကောင်းတန်မပေါင်းလဲခက်ပေါင်းလဲခက်ပါလားနော်ရှေးပညာရှိတွေတော်ကြပါတော်ဆိုကျုပ်မိမကြည့်ဆက်ထားတာကိုမသေးမြင်တာဖျားပွဲတွင်သုံးဆွဲရန်ငွေလိုနေလျာကျွန်ုပ်အားငွေတွင်းအမတ်ဖြင့်အတင်နိုင်လေတော့၏ဒီမှာကတွတ်ပြီးရွာဖျားပွဲဆိုတာတနေ့မှတစ်ခါကြုံရတာရှင့်မြို့သူတွေလိုနေ့တိုင်း
ကုန်တိုက်တွေစတိုးဆိုင်တွေမှာဝယ်လို့ရတာမဟုတ်ဘူးဒီလိုဖျားပွဲကြမှာကိုလိုရာတွေအကုန်ဝယ်ရတာရှင်နားလေလားမသိမြင်ဤစကားမှာမှန်တင်သလောက်မှန်ပြီးသည်ဖျားပွဲဆိုရင်ရွာနီးနားမှာဈေးတယ်များပါမကမြို့ကဈေးတယ်များပင်လာရောက်ရောင်းချကြပေရာဈေးပွဲတော်တစ်ခုနဲ့တည်းလာနော်ဒီမှာဖော်ရင်မိတ်တွေကုမ္ပဏီလျှော့စေလာမြင့်လာဤသို့ဖြင့်ကျွန်ုပ်တို့လည်းနှလုံးပြူကိုထားခဲ့ရရှာပြီးအဖိုးပေါက်ပြီးနမဲကျော်ဒူးလေးကြီးကိုလက်ဆွဲလောက်ကတောပြစ်ထွက်ခဲ့ရချေပြီညာရာစာတွတ်ပြီးလာပြီဟဲ့လက်ဆွဲတော့ဒူးလေးလည်းပါတယ်နော်ရိုးမတော်တွင်မှသားကောင်များကဒူးလေးက၍တောဝင်လာသောကျွန်ုပ်ကိုတွေ့တော့အထူးအဆန်းဖြစ်ရောမည်ဟာဆရာတို့တိုင်းစလစ်ဖြစ်နေပြီဟဲ့တနေရာဝဲမြောင်များကိုတွေ့ရ၏ဆရာတို့မြောက်တွေတွေ့ပါတယ်ကွအသားနေကျွန်ုပ်ကထုံးစံအတိုင်းတပည့်ရစတွေ့သည်ဆိုခြင်းကိုမခံနိုင်ရကမတွေ့သောမြောက်ကိုတွေ့တဲ့အောင်ပြုကပြူတူပြဲတဲ့ရှာနေရ၏နောကြည်နေပြီကျွန်ုပ်အထာကိုပိုက်ကလေးကနောကြည်နေပြီဖြစ်ရကဆရာတို့မြောက်ကဆရာတို့ခြေထောက်ရှိမှာတန်းနေမိနေအောင်မေဟာဟုတ်လားအမလေးကျွန်ုပ်လည်းကျွန်ုပ်ရှိတွင်မြောက်ရောက်နေသည်ဆို၍အလန့်တကြားခုန်လိုက်ချီရာဘိုင်းကနေပြစ်လဲကြ၏ဘိုက်ကလေးကရီမဆုံးတော့ဟာဟဲ့ကောင်ဘာရလဲကွရှင်ရတာပေါ့ဗျာဆရာတို့မြောက်တွေ့ရပြောသည်ပြူတူပြဲတယ်လေရှားနေသည်ဒုက္ခကျွန်ုပ်လည်းတင်ပါနာသည်ထက်လူမိတာနာသွားရကလူကြီးရှက်တော်ရဲဆိုသလိုချော်လဲရောထိုင်ရ၏ကဲပြစမ်းမအောင်မင်းမြောက်ဟုတ်၏ဟိုးပင်ထက်မှလေဟေးဟုတ်ပါဟုတ်၏မြောက်များသည်များစွာမြင်မာလာသောလက်ပံပင်ကြီးပေါ်တွင်ထိုင်နေကြ၏ကျွန်ုပ်လည်းဒူးထောက်ထိုင်ကြကမြောက်ကိုတေချာချိန်လိုက်၏ထိုနေရာရောက်ကလေးကဒူးလေးပိုင်ရှင်အဖိုးပေါက်ပြီး၏ဝိညာဉ်သည်ကျွန်ုပ်ကိုလာရောက်ပူးကပ်နေသလောမြေတွတ်ပြီးရဲ့ကိုယ်တဲ့ဝိညာဉ်ပူးရမှာကြောက်တယ်သူပြင်းလွဲတယ်လို့ကျုပ်နမဲပြတ်မယ်မြောက်များကတုတ်တုတ်များမလို့ဟေးကတုတ်ဘီကဒူးလေးနဲ့ချင်းနေတယ်မရှောင်ကြနဲ့နော်မရှောင်ရင်လွတ်တယ်ငိမ့်နေကျွန်ုပ်လည်းအကြီးဆုံးမြောက်ကြီးကိုတေချာချိန်လွယ်ပြီးလေးညို့ကိုပြစ်လွတ်လိုက်၏မြားသည်တရှိန်ထိုးပြေးဝင်သွားရာမြောက်ကြီးနှင့်တလန့်အကွာရှိခုံလိုက်မိသောမြောက်တကောင်၏ရင်ဝသို့စိုက်၏သူပြင်းမှန်းသည်မခုံသေးပါဘူးဟဲ့မကင်ကျစင်ထိသွားပြီထိမှာပေါ့သူကရှောင်းလိုက်တာကိုထူးဆန်းပါလေဆရာတွေ့ရဲ့ကြမ်းမြောင်များကထိုအခါမှအဝေးသို့ထွက်ပြေးကြတော့သည်တကားရှောင်တက်တဲ့အကျင့်ဟာဖျောက်မရတော့တွတ်ပြီးလက်စားမိမှာအမှန်ပဲပြေးဟိဟုတ်ပါမြားတင်တော်မြောက်ကမပြေးနိုင်တော့တစ်ပင်ကွာကြားတွင်မလုံးမရှက်ထိုင်နေ၏မရှောင်ရင်လွတ်မှာခုတော့မြားကအစိမ်လူများဖြစ်သည်မြားစိတ်ကတဖြည်းဖြည်းမြောက်ခန္ဓာကိုယ်အတွင်ပြန့်နှံ့နေ၏ကျွန်ုပ်နှင့်ဘိုက်ကလေးကလည်းမြေပြင်မှထိုင်ကထိုမြောက်ကိုအေးစိမ့်စွာကြည့်နေကြ၏ဆရာတွတ်ပြစ်တာမြောက်ကြီးလားမြောက်လေးလားဘိုက်ကလေးကအလိုက်ကန်းဆိုမသိသည်လားခနဲ့သည်လားမသိကျွန်ုပ်ပြစ်တာဒီအကောင်ပဲဒီအကောင်ကသူ့မိဘစကားနားမထောင်လို့ဇီဝင်ချုပ်ပေးလိုက်တာမုတ်ဆိုးတွေထဲမှာညာရာစာတွတ်ပြီးဆိုတဲ့မုတ်ဆိုးပြင်မရှောင်နဲ့တာရှောင်းတော့ဘာဖြစ်လဲမြောက်ကသူ့အမျိုးကြနေရပဲသိနေလိုက်တာမြောက်ကလေးကတွေးကြီးထိုင်နေရမှမျက်နာကိုပုတ်တက်နေသည်ကိုတွေ့ရ၏ဆရာတို့မြောက်ကမျက်နာပုတ်နေတယ်ဟုတ်တယ်တပည့်ကြီးအဲ့ဒါမျက်ရည်တွေတွေကြီးစီးကြနေတာဟင်ဘာဖြစ်လို့လဲဆရာတို့သူ့ဟိစနဲ့ကွဲလို့လားဒါပေါ့ကွာသူကမြားစိတ်တင့်ပြီးတရားတော်မှာရီစာရောသူ့မိသားစုရောမြောက်ဘဝရောသူစွတ်လို့ရတော့မှာဝမ်းနေတာပေါ့ဟင်ဒါဝမ်းနေလို့ငိုနေတာဒါပေါ့ကွာဟာဒါဆိုကျွန်တော်အစဒီလိုခံစားရမှန်းသိဒီမြောက်ကိုမပြစ်ပါဘူး
ဟာသူ့အသက်သက်တာဒါကြုံရမှာပေါ့ကွာဟင်ကျွန်တော်ကချက်ချင်းသိထင်တာချက်ကောင်းလေလိုတာပေါ့ကွာကျွန်တော်တို့ဒီမြောက်ခင်ဗျာသူ့ရည်စားနဲ့တေခွဲရမှာစိတ်မကောင်းကြလူပြိုကြီးရလဲနှလုံးသားရေးရနဲ့ပတ်သက်လာရင်တလိမ့်ဆန်တော့မချမ်းမလားလူဆိုတာမြောက်ကစဉ်းသက်လာလိဗျာခဏအကြာအစိတ်တင်ပြီးမြောက်ခင်ဗျာပင်ရန်ထက်ကပြုတ်ကြရှာသည်ပိုက်ကလေးကလေကန်ဖင်ရွက်စာဖြင့်သွားကောက်ရန်ထားလိုက်သည်ကျွန်ုပ်ကပိုက်ကလေးလက်ကိုဆွဲရင်နေအောင်တပည့်ကြီးတရိတ်ဆန်ဆိုတာတေချင်းမကောက်ရဘူးအသက်ပြင်းတယ်ငြိမ်နေပေမဲ့သွားကောက်မှအန်ဒီရပြုတ်တတ်တယ်အသက်ရှိနိုင်သေးတာပေါ့ရှိနိုင်တယ်ဟာဒါဆိုရင်မြန်ကောက်ပြီးကျွန်တော်တို့မြိုင်သာဆဲကူခန့်ဒေါက်တာဇောအောင်စီပို့ရကောက်မလားဟေးဘာဖြစ်လို့လဲမြောက်ကလေးအသက်ရှင်သူ့ရင်းစားနဲ့ပြန်ပေါင်းဇက်သိန်းဗီဒီယိုကလို့ပေါ့ဟမ်မလေးစိတ်ကူးရင်လိုက်တဲ့လူပြိုကြီးရဲ့ကဲသွားကောက်စမ်းပိုက်ကလေးကမြောက်ကိုကြိုက်ချီလိုက်သည်မြောက်ကတင်းနေပြီဖြစ်ပါစေထိုနေ့ကမြောက်သားဟင်းကိုပိုက်ကလေးတစ်ဖက်မျှမစားကြမြောက်ကလေးဤရီးစားကိုသူတတိယနေသည်ထင်ပါကျွန်ုပ်ကကိုလက်စွမ်းလက်စဖြင့်ရခဲ့တော့အောင်သည်အောင်သားကိုမင်းရှက်စွာသုံးဆောင်သလိုပိုက်ကလေးကလည်းအသားကြိုက်သူမို့ခေါင်းမဖော်တန်းကုန်းလွှင်းနေတော့၏အသားငံနေဟာကြပြီအတိုးချတွဲမှပဲငါ့ကိုကြံပါမလားကျွန်ုပ်ဇနီးမသိမ့်မြင်ကကြည်စံတတောင်းမြမဖြုံးရခဲ့တော့ဟင်းတစ်ခွက်အတွက်မသေးမြင်ပါတိတ်ဖို့အတွက်ငါပါရမီဖြစ်ရတာပါလားနော်သူမဤပါတိတ်ဖို့စုဘူးတဲ့သူတိုးဝင်သွားသောငွေကြီးကိုမြင်ရောက်ရင်မိန်ရှက်စွာလွှဲမိနေတော့သည်တကားဝမ်းဆက်ဖို့ပြေကနေပြီဟိပြိုးဥတပီအိမ်ရှိမှအော်ခေါ်နေတဲ့ကြောင့်ထမင်းပကန်းနဲ့ပါဆက်တို့မနာတမ်းပြေးလွှားနေတော့ကျွန်ုပ်ဤလက်မှာအရှိန်တန့်သွားခဲ့ရပြီဘသူလဲပြိုးထမင်းစားနေတယ်အိမ်မော်တက်ခဲ့ပြိုးမတက်နိုင်ဘူးကျုပ်တကြီးဘာစီပဲခမည်းသာအောက်ဆင်းခဲ့တကြီးအမိတ်ကပြင်းလာစီကျွန်ုပ်လဲထမင်းကိုလက်စားတဲ့၍အောက်သို့ဆင်းခဲ့ရာတကြီးကမလို့တမအတန်ဖြင့်ခမည်းကတော့ဟောက်နေတာပဲနော်အမဲလေးပြစ်လိုက်မိမနဲ့ထမင်းလက်ဆောင်စားလိုက်ဟန်ကိုကြနေတာပဲဟမ်အတလွတ်ပါလားကဲလေဒါရီထားပါတော့ခုခမည်းကိုခိုင်းစရာပေါ်လာလို့လာခဲ့တာပဲဘာကိစ္စများပါလဲကျုံတို့ရွာဖျားပွဲကိုလာရောက်ချိမြင့်ဖို့ညောင်ချောင်းရွာကတကြီးဦးကိုရဲ့ဝေလာဝေးရွာကဦးမေရဲ့တထေးကုန်းရွာကဦးနီရဲ့ကိုဖိတ်စာသွားဖို့ပေးစမ်းပါဟုတ်ကဲ့ရပါတယ်ဆက်ပို့ဖြစ်အောင်ပို့နော်သူတို့ရွာဖျားပွဲဆိုလဲကျုပ်တို့ရွာကိုတကူးတကဖိတ်နေကြမဟုတ်လားကဲကျုံလဲဖုံးကြီးเจ้าအစည်းအဝေးအမိသွားရအောင်မယ်စတိတ်ချတကြီးဇော်ဝင်းမောင်ဤနောက်ကျောင်းကိုစုံစမ်းရန်အစီအစဉ်ရှိနေသောကျုပ်ဖို့ဟန်ကြားလာကြတော့၏အမဲလဲဖြစ်ဇော်ဝင်းမောင်အကြောင်းလဲထောက်လန်းတစ်ချက်ခုံးနှစ်ချက်ပြက်ပြီးသည်နောက်တနေ့မိုးတောင်နဲ့အလင်းရောက်သည်နှင့်ကျွန်ုပ်နှင့်တပည့်ကျော်ဘိုက်ကလေးတို့သည်တကြီးပါစီ၏ဖိတ်စာစားအိတ်ကိုကိုင်ကတရွာဝင်တရွာထွက်ရွာတကြီးများထံသို့ဖိတ်စာပို့အပ်ပြီးဇော်ဝင်းမောင်အကြောင်းကိုစုံစမ်းတော်လေတစွန်းတစားများပင်မသိခဲ့ရကြနောက်ဆုံးတတိကုန်းရွာသို့ရောက်ပြီးတတိကုန်းတကြီးဦးနီကိုဖိတ်စာပေးခဲ့ပြီးနောက်တတိကုန်းရွာမှမတွေ့တာကြပြီဖြစ်သောမုတ်ဆိုကြီးဥပုံနှင့်ဒေါ်တန်တပိတ်အိမ်သို့ဝင်ရောက်ခဲ့ပြီးတော့သည်ဥတုပြီးမလာစဘူးလာစဘူးနဲ့တောလေလာတာလားပြို့ရွာဖျားပွဲဖိတ်စာလာပိုးရင်းနဲ့ကျုပ်တို့ရွာမှာဖြစ်ပြနေတဲ့ကိစ္စလေးအတွက်တည်င်းလေးပါလေးစုံစမ်းမလို့လာတာပြို့ဒါနဲ့ဥတုပြီးပြောတဲ့ကျုပ်တို့ရွာတည်င်းကဘာများလဲဗျကျွန်ုပ်လည်းကြုံတိုင်းရွာမှာဖြစ်ပြရရှိသောအကြောင်းအရာတို့ကိုဥဖိုးတို့အားအကြောင်းစုံရှင်းပြလိုက်ချေရာဥဖိုးကဒီလူရဲ့ဇင်းမြစ်ကိုမသိပဲရွာမှာလက်ခံထားတာရွာအတွက်အန္တရာယ်ရှိလာတယ်ဗျာကျွန်တော်တို့လည်းဒါကိုပဲစိုးရင်ပြီးဒီလူရဲ့ရာဇဝင်ကိုစုံစမ်းရင်းနဲ့ဒီတတိကုန်းရွာကိုရောက်ခဲ့တာပဲဥတုပီပြောသလိုဆိုဒီလူကအကောင်းကနေစုံလိုတရေလိုထဖြစ်တာထူတာပဲရှင်ထို့စဉ်
ပြိုးအဘဘိုးဟေးစေးရီလေးမောင်ညွတ်ရီပါလားလာဟေ့ဘာများအကြောင်းတူရှိလို့လဲစေးရီလေးကအကြောင်းကထူးပြီလားစေးရီလေးကိုညွတ်ရီစကားကိုနှိတန်းပြောလိုက်ပြီးကျွန်ုပ်တို့ဘက်သို့မဝင်မရဲဖြင့်လှည့်ကြည့်လိုက်သည်အကင်းပါသောဥပုကအော်ပြောစရာရှိတာပြောပါစေးရီလေးဒါကြုံတိုင်းရွာအဘတို့လိုမုတ်ဆိုးလုပ်တဲ့မြန်ရာစာတွတ်ပြီးဆိုတာပါထို့အခါမှာစေးရီလေးကကျွန်ုပ်ကိုအားရဝမ်းသာနှုတ်ဆက်၏နမေတော့ကြားဘူးတာကြားပါပြီလူတော့ခုမှတွေ့ဘူးတော့တယ်ဟဲ့ဒီကိစ္စဒီလိုပါကြီးပြီးခဲ့တဲ့5 လလောက်ကမြောက်ကုန်းတန်းရွာမှာအခြေချပြီးချဲဒီတိုင်းလှုပ်တဲ့ဝင်းမောင်ကိစ္စပဲကျွန်ုပ်နေပိုက်ကလေးမှာတည်င်းသေးလွန်စာကြားလိုက်ရသဖြင့်ထခုံမိမတန်ဖြစ်ရချေ၏ဝင်းမောင်ချဲတိုင်းအေးလေကွာဒီကောင်တီးသားပဲဘာဖြစ်လို့လဲဖြစ်ပုံကဒီလိုပါရဲ့ဒီလူကလူလိမ့်ပြဟိုးပထမအပတ်တွေကသူ့စီမှာချဲထုတ်တဲ့လူတွေကအကွက်သေးတွေပေါက်တွန်းကတော့ရောတဲ့ဗျဆက်ပါဦးပထမတော့မှန်မှန်ရောတယ်ပေါ့တဖြည်းဖြည်းနဲ့ထိုးသားတွေကယုံကြည်လာပြီးလေပေါင်နွားရောက်ရင်းနဲ့ပုံအောပြီးထိုးလိုက်ကြတာပြီးခဲ့တဲ့2 ပတ်လောက်ကပုံအောပြီးပေါက်ကြပါလေရောပေါက်တော့ရောရလားဗျစီးရီးလေးဘယ်ရောလိမ့်မလဲဥတုပီအဲ့ဒီတွေကဒီလိုအစပြောက်သွားတာကျုပ်တို့မြောက်ကုန်းတန်းရွာချဲပေါက်တဲ့လူတွေလည်းအယောမရတဲ့အပြင်တခြားရွာပေါက်တဲ့လူတွေကလည်းကျုပ်တို့ရွာကိုနေ့စဉ်လာရှာနဲ့ပြဿနာကိုအတော်ရှင်းနေရတယ်ဗျို့ကျွန်ုပ်တို့ဆရာတပည့်လေကျုံတိုင်းရွာမှာကစော်ဝင်းမောင်ပင်ဖြစ်လေချဲတိုင်ပြေးဝင်းမောင်ဤရုံလုံးကိုဖုံးမိကြလိပြီသို့တော့ဥပိုးနှင့်စီရီးလေးတို့အားမပြောပြရန်ကျွန်ုပ်ဆုံးဖြတ်လိုက်ပြီလူတွေကတမအာဇီဝနဲ့ရှာပြီးထိုးရတာအချိန်တန်လို့အယောမရတော့စိတ်ဓာတ်တွေပြက်ပြားရတာအဓိကတရခံရတော့ဒီချဲထီပဲဗျို့တို့ဖြင့်ကျွန်ုပ်တို့လည်းဥပိုးတို့မိသားစုနဲ့စီရီးလေးအားနှုတ်ဆက်ကကျုံတန်းရွာကပေယောဂချွေရန်ပြန်လာခဲ့ကြတော့တည်းတတိကုန်းရွာကအတွေ့အကြုံကိုဘိုက်ကလေးကအစဖို့၏နေပါအောင်ဆရာတွေ့ရဟိုတတိကုန်းရွာမှာတော့ကစေရီးလေးကိုညွန့်ယူရှားနေတဲ့ကျဲတိုင်ပြေဝင်းမောင်ကျွန်တော်တို့ရွာရောက်နေတယ်လို့အသိပေးလိုက်ပြီးတော့မဟုတ်လားဗျဟာအဲ့ဒီတော့ကသာပြောလိုက်ခုလောက်ဆိုတို့ကြုံတန်းရွာပြက်စီးနေလောက်ပြီဟင်ဘလို့ဖြစ်လို့တော့ဟာဘလို့ဖြစ်ရမလဲမြင်ရလူဆိုတာလောဘသားတွေပဲခုလိုမယော်ပဲထွက်ပြေးလာတဲ့လူကိုတွေ့ဒေါသထွက်နေကြတဲ့လူအုပ်ကြီးတွေ့ရကိုရှောက်ဖြက်စီးကြရင်ကိုတူတူရွာကဂျားကဓာစာကန်ဖြစ်သွားမှာပေါ့ဟုတ်တယ်ဗျဆရာတို့အတွေ့ဒီနေရာမှန်လားကြည်လားဗျထို့စဉ်တကြီးပါစီနဲ့ဖွားပြုံးတို့ကျွန်ုပ်တို့အိမ်ဝိုင်းတဲ့သို့ဝင်လာကြသည်ဟောပါစီနဲ့ဖွားပြုံးတို့ပါလားလာကြဗျလာကြမင်းဟိုကစော်ဝင်းမောင်မှာပူးနေတဲ့တရေကိုမင်းရအောင်ထုတ်မယ်ဆိုပြီးရွာထဲမှာစူးစူးညံ့ညံ့အတန်ကြီးကြားနေရလို့ဟဲ့ဟုတ်ပါတယ်ပါစီကျွန်ုပ်မြန်ရာစာတွတ်ပြီးကစော်ဝင်းမောင်မှာကတ်နေတဲ့တရေကိုအပြတ်ချုပ်ဖို့တာဝန်ယူပါတယ်ကျွန်ုပ်အားဖွားပြုံးကဂယုဏသက်စွာကြည့်ရင်မောင်တွတ်ပြီးဖွားပြုံးတို့ကရှေမီနောက်မီလူကြီးတွေဆိုတော့တခုတော့တတိပေးပြရစီကွယ်ပြောပါဖွားပြုံးတခြားတော့မဟုတ်ဘူးဒီတရေကအတိတ်ကကြီးကွယ်တော့ကြမောင်တွတ်ပြီးမနိုင်မောင်တွတ်ပြီးတော့မိသားစုနဲ့တို့တရွာလုံးဒုက္ခရောက်ကုန်မှာစို့လို့လာတတိပေးရတာပါကွယ်နေပါအောင်ဖွားပြုံးရဲ့တရေကအတိတ်ကကြီးဆိုတာဖွားပြုံးမြင်ရလို့လားမြင်တော့ဘယ်မြင်မှမလဲဒါပေမဲ့တနေ့ကနက်ကတော့တောအိမ်ကိုဝင်မှုပါလေရောလားကိုင်းလေထားပါတော့ဒါပေမဲ့ဒီတရေကိုနိုင်နေနီးကျွန်ုပ်မှရှိပါတယ်ဘာမှစိတ်မပူကြပါနဲ့ဟဲ့ကောင်တွေ့ပြီမဟုတ်တရုတ်တွေဖြစ်လာလို့ကတော့ထိတ်တုံးတော့သိတယ်မဟုတ်လားကျွန်ုပ်ဤကောင်းမှမှုကိုတားမရမှန်းသိ၍ပါစီကချင်းချောက်ကမကြေမနက်ဖြင့်ပြန်သွားကြလေတော့သည်ကနေ့ကကျုံတိုင်းရွာ၏တရေအဆွဲချွတ်ပွဲနေသည်ကျွန်ုပ်ကလည်းတက်၍မဟုတ်သို့တော့တရေကလည်းတကယ်ဝင်ပိုးနေခြင်းမဟုတ်သည်ကိုကျွန်ုပ်တို့မိသားစုနှင့်ကစော်ဝင်းမောင်မှအလွဲ၍ညီသူမျှမသိရှိခြင်းက
ကျွန်ုပ်ဘက်မှတာနေသောကံတရားပင်ဖြစ်ချီတော့၏ပယောကဆရာကြီးဥတုပြီလာပြီဟေ့ဖျားစင်ရှိ၌ပြင်ဆင်မုံမှန်ထားသောအုံငပြောပွဲတို့၌ကျွန်ုပ်လည်းဟန်ပါပါဖြင့်ဖျောင်းနိုင်မိကိုထိုးညှိလိုက်ပြီးကျွန်ုပ်အားစူးစူးဝဝစိုက်ကြည့်နေသောကစော်ဝင်းမောင်ပန်လှည့်လိုက်ပြီးကားဟိဒီဝေဒနာတဲ့ကိုလှုပ်ထားတာရွာသားလားရွာသူလားစုံးကဝေးလားပြောစမ်းဟိုက်ဘိုက်ကလေးကတိုးတိတ်စွာတတိပေး၏စတော့မှားနေသဗျပယောကလောကမှာရွာသူပဲရှိတယ်ရွာသားမရှိဘူးလေအဲရွာသူလားဟဲ့ပြောစမ်းတဲငါဆရာပမာမခန့်နဲ့ကျွန်ုပ်လည်းဟန်နေဆွေလိမ့်နေကမူကစော်ဝင်းမောင်မှာမထူးခြားသည့်ပုံဖြင့်ကျွန်ုပ်အားဆိုက်၍ကြည့်နေကြရာဟန်ကောင်းလာသောတရေမကတ်သည့်ဝင်းမောင်ကိုဒေါသထွက်ရချီတကြီးပါစီနှင့်ဖွားပြုံးတို့မှာကျွန်ုပ်အားမယုံသင်္ကာနှင့်ကြည်လျက်ရှိနေကြရာကြားလင်အခက်ကြုံပွဲရှိ၍ကျွန်ုပ်ကြံရမရဖြစ်နေစဉ်ဒုက္ခပဲဘိုက်ကလေးမှာကစော်ဝင်းမောင်နာကဲ့၍ဒီမှာကိုဝင်းမောင်ခမည်းဆက်ပြီးဟန်ဆောင်မနေနဲ့တော့ခမည်းချဲတီတိုင်းခံပြီးထွက်ပြေးလာတာကိုကျုပ်တို့ဆရာတပည့်သိထားပြီးပြီဘိုက်ကလေးစကားကြောင့်ယူကြောင်ကြောင်ဖြစ်နေသောကစော်ဝင်းမောင်မှာထိတ်ထိတ်ပြပြဖြစ်ဘိုက်ကလေးပဲလှည့်၍ကြည့်လိုက်ရာဘာစီဖွားပြုံးနှင့်ကြည့်နေကြသောရွာသားများပင်ထိတ်လန့်ကုန်ကြတော့သည်ဟာတရေကဘိုက်ကလေးကိုကြည့်နေပြီကုတ်ချိုးမလို့ထင်တယ်ဖေဟာဒီတော့ဆရာတို့ပြောတာကိုနားထောင်ပြီးခမည်းတရေအဆွဲထွက်ချင်အောင်စောင့်ပါဒါမှခမည်းကိုကျုပ်တို့ဆရာတပည့်စက်ကူးညှိနိုင်မယ်ဒါပဲကစော်ဝင်းမောင်မှာချွေးသည်ချွေးပေါင်းများကြရဲ့ဘိုက်ကလေးတီးတို့ကပြောနေသည်စကားကိုကောင်းတငင်းငင်းလှုပ်ရင်နားထောင်ရရှိချေရာဟောကိုဘိုက်ကလေးကတရေကိုဘာပြောနေလဲမသိဘူးတရေကခေါင်းညိပြနေပါလားအေးဟာဒါဂါရမနန်စုတာနဲ့တူတယ်ဒီတခါတော့ဆရာတို့ဆရာတပည့်ကိုတရေကကြောက်နေပုံပဲတရေထဲရုပ်ဆိုးလို့ထင်တယ်ကြောက်တယ်ဟောဆရာတို့ဘက်ပြန်လဲသွားပြန်ပြီဟေ့တပည့်ကျော်ဘိုက်ကလေးကဆရာကောင်းတပည့်ပြီးလာချီအခက်ခဲများကြမှမိမိအားထွက်ပေါက်ရှာပေးနိုင်သောတပည့်ကျော်ဤဖြတ်ထိုးညံကိုကျွန်ုပ်စိတ်ထဲမှချီးကျူးမိတော့၏ကဲကြားရဟိပြောလိုက်စမ်းပါမြင့်မြတ်အေးကစော်ဝင်းမောင်ကတကူလုံးနတ်ဘူးသလိုတုံရီဟန်ပြူပြီးဟုတ်ပါတယ်ကျမလှုပ်ထားတာပါကျမဆိုတာဘယ်သူလဲဘာဖြစ်လို့လှုပ်ထားရတာလဲရွာသူပါသူ့ကိုချစ်လို့လှုပ်ထားတာပါကဲဒါဆိုရှိစီတော့နင့်ပညာကိုနင့်ပြန်နှုတ်မလားပြောစမ်းဟုတ်ကဲ့နှုတ်ပါမယ်ဆရာရဲ့အသက်ကိုတော့ချမ်းသာပေးပါကျွန်ုပ်လည်းဟန်ပါပြောင်ဖြစ်ရှေးတစ်ခွက်အားမန်းမုံဟန်ပြူပြီးကစော်ဝင်းမောင်အားတိုက်လိုက်ချီရာဟောကိုဝင်းမောင်ပြန်တတိရလာပြီတရေထွက်သွားပြီဆရာတို့တော်ပါပြီဗျာနောက်ရက်များတွင်ကျွန်ုပ်တို့ကျုံတိုင်းရွာမှကစော်ဝင်းမောင်ဆိုသူချဲတိုင်ပြေးတယောက်ရွာမှပျောက်ကွယ်သွားခဲ့တော်လေကျုံတိုင်းရွာတရွာလုံး၌ကျွန်ုပ်မြန်ရစာပွဲခံမုတ်ဆိုးကြောကြီးအဖို့တော့ပယောကဆရာမြန်ရစာတွတ်ပြီးဟူသောပွဲတစ်ခုထည့်၍ပင်တိုးလာရချေတော်သည်တကားထူးဆန်းပါပြီဆရာတို့ရဲ့ကျွန်ုပ်မှာချဲတိုင်ပြေဇော်ဝင်းမောင်ရွာကပျောက်သွားသည်ကိုဝမ်းသာတော်လဲအဖေကြောင့်ရွာကိုတရေချောက်သည်ရွာသူပူးသည်ဟုဟန်ဆောင်ခဲ့သောကိစ္စကိုမသိရခင်ဇော်ဝင်းမောင်ပျောက်သွားသဖြင့်စိတ်ထဲတွင်မချင်မရဲဖြစ်မိလေတော့၏သို့သောရွာအတွက်ကျွန်ုပ်လှုပ်ဝက်စွာစွမ်းဆောင်နိုင်ခဲ့သည်ကိုတော့ကျေနပ်ဂုဏ်ယူမိချေတော့၏ဖျားပွဲမှာရွာပေါင်းဆောင်ကလူတွေလာမှဇော်ဝင်းမောင်တွေ့သွားရင်ထွက်ပြေးရဲ့ချဲတိုင်းဆိုပြီးအသေးသက်မှာဖျားပွဲပါပြက်ရောဟုတ်ပါကျွန်ုပ်တို့လည်းမိမိတို့ဤလှုပ်ဆောင်ချက်အတွက်ကျေနပ်ဂုဏ်ယူရင်းရေနွေးချမ်းကိုစိန်ဖြစ်ဆက်တောက်နေစဉ်ဟဲ့တွတ်ပြီအိမ်ပေါ်သို့ခေါ်တဲ့နဲ့အတူတက်လာသူကအဖွားပြုံးနောက်မှမသေးမြင်အမေပြုံးဘယ်ရလဲလာတာလဲနေ့အိမ်မဲပေါ်ဟဲ့နေ့နဲ့တဲလို့ဝတ်တာကိုပယောကကုနိုင်နေဆိုတာငါဖြစ်ခုမှသိရတာအံ့ရောဇော်ဝင်းမောင်လည်းသူ့မှာ
တရေမပူးတယ်ဆိုတာရှက်လို့ထင်တယ်တခါတည်းရွာပျောက်သွားလိုက်တာဘယ်ရောက်လို့ရောက်မှန်းမသိတနာစရာပါဟဲ့ကဲဒါရီထားပါတော့ခုငါလာတာကုန်းမောင်ရွာငါတူမတယောက်စုံလိုနက်တိုက်လိုဖြစ်နေတာကြပြီအဲ့ဒါနေလိုက်ခုပေးစမ်းဟဲ့နေအရေးချင်းကိုငါသိနေပြီပဲအားကိုပေးရစီဟဲ့ဗျာအဖွားပြောဤစကားကြောင့်ကို့အကြောင်းကိုသာသိတော့ကျွန်ုပ်လွန်စွာအကျက်ရိုက်သွားတော့ဤဘာပြန်ပြောရမှန်းမသိဖြစ်နေစဉ်အဲ့ဒါမှ6ပေါက်ပဲမိန်းမတို့ဤဖြတ်ထိုးညံမှာအမခန်းပင်တီမသေးမြင်ကကျွန်ုပ်တို့ဤအကျက်တဲကိုဝင်၍ရှင်းပြီးတော့ဤဒီလိုရှိသေးတယ်အဖွားပြုံးရဲ့ကိုတုကနှက်ခမ်းအလဲအပြောင်းတွေရာသီတွေတက်အပြောင်းလဲတွေကိုသေချာတွက်ချက်ပြီးအချိန်တန်မှကိုရတာနှုတ်မို့ဘယ်ဆွမ်းမလဲအဖွားပြုံးရဲ့ဟုတ်တယ်ဟီဟေးဟုတ်လားတီဘူးညီယောက်ျားပညာတလောက်လေးနံမှန်းဒါဆိုငါတို့မလေးကူဖို့အချိန်ခါလေးဟီပြောပွားပြောမော်တော်စိတ်မှာမြို့ဝဆက်ဖွဲ့ရောက်နေပြီကျွန်တော်တို့သွားကြုံမလို့လိုက်အောင်မလားအဖွားပြုံးလေဇက်ဟူ၍အတန်ကြားလိုက်ရ၍သူပြောလက်စားစကားကိုမေ့သွားပြီးလိုက်မယ်နင်တို့လည်းနဲ့လိုက်ခဲ့မယ်ငါ့ကိုစောင်းအောင်အာနိုလှမိုးဟုတ်ကဲ့မေပြုံးအဖွားပြုံးကအာနိုလှမိုးတို့ဤလဲကြုံဖြင့်ဇက်အဖွဲကိုကြိုရန်အိမ်ပေါ်မှခတ်သွက်ဆင်းသွား၏အိမ်အောက်ရောက်မှတတိယသောဟန်ဖြင့်ဟဲ့တွတ်ပြီးငါတူမလေးအတွက်နေမိမပြောတဲ့ရက်ထွေးဘာတွေထက်ချက်ထားအောင်နော်မိမနီနဲ့ကျွန်ုပ်လည်းထို့အခါမှာဟင်းချမယ်ကြံကားရှိသည်ကတ်တွတ်ပြီးရှင့်အရှက်မကွဲရအောင်ကြောက်ကားခွဲပေးလိုက်တယ်ဆိုတာလဲလေးကဖွားပြုံးကိုတင်ဆောင်ကမော်တော်စိတ်ပတ်သို့ခတ်သွက်ထွက်ခွာသွားကြပြီကျွန်ုပ်လည်းထို့အခါမှဟင်းချမည်ကြံကားရှိသည်ကတ်တွတ်ပြီးရှင့်အရှက်မကွဲအောင်ကြောက်ကားခွဲပေးလိုက်တယ်ဆိုတာသဘောပေါက်နော်အဲ့ဒါဘာဖြစ်လဲအခွင့်အရေးယူတော့မယ်ဘာဖြစ်ရမလဲဖျားဖွဲရစတော့မယ်လက်ထဲမှာငွေလက်ကိုင်းနေပြီဒီနေ့ဖျားပွဲမှာဝဲကျင်နာလေးတွေများတယ်လေဒီတော့ရှင်တို့ဒီနေ့တော်တဲ့ဝင်ဖို့လက်ကြဟာဒီနေ့ဇက်အဖွဲကြိုးစိုးရေးတောင်းငါတို့ယူထားတယ်လေမင်းတီသားနဲ့ဟုတ်တယ်လေအမလီတားလေးများရှင့်ကိုစားကျမသွားကြုံလို့ဖြစ်တာပဲဟာကဲခုကြောင်မော်တော်စိတ်ဆင်းမေတော်တို့ကအမဲပြည့်ထွက်ဖို့လှုပ်ကြဒါပဲနာပြီမသေးမြင်ဤတစ်ချက်လို့အာနာအဝဲကျွန်ုပ်တို့မှာဘာများကိုတက်နိုင်အောင်မြင်နီကဲပိုက်ကလေးအမိတ်တော်ချသွားပြီတော်တဲ့ဝင်ဖို့လှုပ်ပြီးတော့ဒီနေ့ကံမကောင်းပါလားတနေ့တနိုင်ကျွန်ုပ်တို့ပြီးနဲ့တပည့်ကျော်ပိုက်ကလေးတို့သည်နေစာတူဝလုပ်ငန်းစဉ်အတိုင်းအမဲပြည့်ရန်အလိုငါရိုးမာတော်အတွင်းသို့ဝင်ခဲ့ကြပြန်ကြည်သည်တမောမြာယာစာတွတ်ပြီးလာပြီဟဲ့တပည့်ကျော်ပိုက်ကလေးလည်းပါကြောင်းရိုးမာတော်သည်နေဘူးမထိုးစိတ်ရွေပင်အေးနေ၏အပြင်မှာချမ်းနေဟဲ့အေးနဲ့တကောင်းတင်မှာတေးလောက်ကွေးလိုက်အောင်မယ်အေးသောကာလဝဲချွေးထက်ပူပါသလားလှုပ်ရှားမှုများလင်အေးတော်လဲချွေးထွက်တတ်ကြပေသည်နှွေမိုးဆောင်ဆက်နေရသည်လုံးချွေးထွက်တော်ပုံကျွန်ုပ်တို့နှင့်ပါလာသူကအဟိတ်တရိษံတကောင်ဖြစ်၏ရှင်းမှာကြားဖို့ဆိုသောခွေးတကောင်ဖြစ်၏ရင်းအမဲလိုက်ခွေးမှာမုတ်ဆိုးရှားတဲ့အောင်ဤခွေးဖြစ်သည်ရှားတဲ့အောင်မှာခရီးထွက်သွားသောကြောင့်သူ့ခွေးအမျိုးကောင်းကိုဘသူနှင့်မှစိတ်မချနိုင်ကြော်စောဒီကမှကြီးမားလာသောကျွန်ုပ်မြန်ရာစာတွတ်ပြီးထန်လိုက်တာသူ့ခွေးကိုအပ်လေ၏စိတ်ချမယ်နော်ဥတုပြီစိတ်ချပြို့ခွေးကြအပ်တယ်သူ့ခင်မကြတော့မအပ်ဘူးကျွန်ုပ်တို့သည်ကြားဖို့မပြောက်သွားစေရန်နောက်မှအတော်နှင်လိုက်ရ၏တနေ့ရောက်ဝဲကြားဖို့ဤမချိမဆန့်နာကျင်ဆူးရှာစွာအော်ဟစ်လိုက်တန်ကိုကြားရချေရာဟိုက်ကြားဖို့ဘာဖြစ်ပြီလဲကြားကြိုက်ပြီလားကျွန်ုပ်တို့လည်းခေါင်းတစ်ပန်းကြီးစွာဖြင့်အပြေးကြီးရာကြားဖို့မှာကျွန်ုပ်တို့ရှိရာသို့အသေးအတန်ပြန်ပြေးလာကြောင်းတွေ့ရ၏အိုးမုတ်ဆိုးရှားတဲ့အောင်ရဲ့ခွေးတတိရလေရှားတဲ့အောင်တိုင်းပါလားကျွန်ုပ်ချင်ရင်တော့ဝစ်စင်းကကွန်းခုန်နေတော့သည်တကားကြားဖို့တေချာကြည့်ရာလက်ပြင်တွင်
စူးတစ်ချောင်းစူးဝင်နေသည်ကိုတွေ့ရ၏ဆရာတွေ့ရင်စူးပြိုစူးဟောစူးဘာစူးလဲမသိဘူးပြိုဝင်တာရိုကိုလူရိုင်းတွေရဲ့မှုတ်ပြောင်းအောင်စူးများလားပိုက်ကလေးကကျွန်ုပ်တခါတည်းကပြောပြခဲ့ဘူးသည့်အာဖရိကတောတွင်မှာဝန်တာရိုကိုလူရိုင်းများ၏အစိမ်လူများကိုတတိယပုံပေါ်၏ပိုက်ကလေးကကြားဘူကိုမဆူကိုနှုတ်လိုက်သည်ဒီဆူးပြပေးဟာဒါဖြူဆူးပဲဒီနားမှာဖြူတကောင်ရှိရမယ်ဟင်ဖြူရှောင်းပြိုးရှောင်းစရာတို့ဟေးဘာရှောင်ရမှာလဲတိုးကြိုမလို့အစိမ့်ငွေအန်ဒီရဲ့ကြောက်ရောက်မှာစိုးလို့လားဟာလှုပ်ပြီးဆရာတို့မေးခွန်းကလည်းလွဲစော်နေပြန်ပြီကျွန်ုပ်မှာသတင်းစာများကျိုးတို့သတင်းပြမှတဆင်သိရတော့ဂျပန်ပြည်မှအစိမ့်ငွေအန်ဒီရဲ့ကိုပြေးသတိရသဖြင့်မေခွန်းလွဲချော်ခဲ့ရပြန်သည်ဖြူကစိုးနဲ့ထပ်ပြစ်မဲ့အန်ဒီရဲ့လေးဗျာနင်ကြားကွရော့လာပြီလက်နှစ်ပုံအော်တပည့်ကြီးမဟုတ်ဆိုဒါကတော့ဆရာကောင်းတပည့်ကိုဗျတပည့်မကောင်းဆရာကောင်းဆိုဆရာကောင်းတော့ဘာကောင်းလဲရင်ခွေးမျိုးကောင်းကိုကျွန်ုပ်မှာမျက်စိအောက်ကအပြောက်မခံရဲ့ဟိုက်ဒီမှာကျုံးလို့မပြီးသေးဘူးတေးရထပ်ပေါက်ပြန်ပြီအဲ့ဒါတပြားမှမရဘူးပြောက်မှရောနေရအောင်မယ်ငါရီစာနှက်မတော့ဆရာတွက်လောက်ခရုမဆိုင်ဘူးရိုးမတော်တဲ့အမဲပြေးထွက်သည့်အခါတိုင်းရင်းတကောင်သားကိုခေါ်ယူခဲ့ရ၏ကဲဘိုက်ကလေးရေမုတ်ဆိုးရှားတဲ့အောင်ရဲ့ခွေရဘလောက်အစွမ်းထက်တယ်လဲစမ်းရမှာပဲဟိဖြူကတလိဆန်များပဲသူ့ဆူးကိုတုံးတာကွဖြူကတလိဆန်များပဲသူ့ဆူးကိုတုံးတာကွလူဆိုပြစ်ခဲ့တယ်မပြစ်တော့ပဲတေးကြရဲ့လားဆရာတို့ရကျွန်တော်ကမိမမရသေးဘူးဗျလူပြိုကြီးယောဂါလည်းမသေးပါလားကျွန်ုပ်တို့လည်းရှေ့တိုး၍ဖြူကိုရှာ၏တိတ်မရှာရဖြူကိုထွေး၏စူဖြိုးလာသောဖြူကြီးကသူ့ဆူးများဖြင့်ငပြောဘူးများကိုပြစ်နေသည်ကိုတွေ့ရ၏ဟိုက်တဲလိုက်တဲ့ဖြူဆူးများသည်ငပြောဘူးကိုကြီးစိုက်ဝင်၏ဒါပေါ့မင်းဓားပေါက်ကိုဖြူစီကစီးပူးတဲ့နေတပည့်ကြီးပိုက်ကလေးဒီမှာကြည့်ငပြောဘူးပြုတ်ကျသွား၏ဖြူသည်ငပြောဘူးကိုပြေး၍ကိုက်ဖက်နေ၏ဟင်ဘာလဲဗျလမ်းဘေးဈေးတွေများတော်တယ်ရောက်လာသလားအတွေးအခေါ်ကလည်းနေပါလမ်းဘေးဈေးတွေကတော်တယ်လာလို့မင်းအဘတွေကလာဝဲမလားတီးဘူးလေမြို့ထဲမှာဆိုပြေးရလွှားရနဲ့ဈေးတွေများတော်တယ်ရောက်လာသလားလို့ဈေးတွေမြို့တော်မာရသွန်ပြေးပွဲလှုပ်တဲ့နေပဲပြုတ်တယ်ကွကစွန်းရက်တဲ့ဒါဆိုဈေးတွေကပထမဖမ်းသူဟာဒုတိယရမှာပဲနော်ထိုးစမ်းပါပဲဆရာတို့ရဲ့ဖြူအမိမှာအလုံးပါတယ်ကွအဲ့ဒီချူကအတန်မြင်နေတာဟင်ဟုတ်လားထူးစမ်းပါပဲကျွန်ုပ်လည်းဖြူကိုသေးချစွာချင်း၍တနက်ပြည့်ပြစ်ထဲလိုက်သည်ဖြူကမရှောင်ကြည်မရှောင်ရင်လွတ်တယ်ဆိုအမှန်ပေါ့ဗျာပြေးပြီဆရာတို့ဟုတ်ပါတနက်မရင်ချူကအတန်မြည်ရဲ့မမှန်ရင်မမြည်ဘူးအော်ဒါဆိုမမြည်ရင်သဘောပေါက်ဖို့နော်ကျုပ်တပည့်ကြီးအတွေ့ခေါ်တာတော်တော်တိုးတက်လာပြီပဲတို့ဖြင့်ထိုနေ့ကဖြူလဲမရဘာမှမရပဲတန်ရသောကြားဘူးကိုသာပတ်၍ကျုံနှမ်းရွာသို့ပြန်ခဲ့ရပါသည်ဒီနေ့ကံမကောင်းပါလားလာအကွေးကမိမိန်သောအလင်းကိုဖြန့်ချီနေသည်ကျွန်ုပ်နှင့်ပိုက်ကလေးလည်းအိမ်ရှိကုပြည့်တွင်ထိုင်ကအဖန်ရည်ကြရင် ဖြူတဘာဝကိုကျွန်ုပ်ကတင်တန်းပို့ချနေ၏ဖြူရိဟာဆိုရင်ဖြင့်ဝတ်ပေါ်လေဒီအချိန်ဆိုမိန်းမရှိသူတွေဟာဖြင့်မိန်းမနဲ့နှက်နေမှာပဲငါမှသာဖြူရိဟာကိုနဲ့အမီတွေမှာစူးရိပါတယ်အမီဖျားမှာအသားလိုတုံးလေးတွေပါတယ်ကြောက်လန့်တဲ့အခါစိတ်လှုပ်ရှားရင်အဲ့ဒီအသားပိုတုံးလေးတွေကတုံခါပြီးအတန်မြည်တတ်တယ်မောင်ဖြူကြောက်နေပြီစပင်ကောင်းချင်းအဲ့ဒီအမွှေးကောင်းချင်းပေါ့ရှင်စူးရီကတကယ်တော့အမွှေးတစ်မျိုးကွာမာကြောတဲ့အမွှေးပေါ့အရှိဆုံးအမွှေးဟာ14လက်မလောက်ရှိတယ်ဟုတ်ပါရန်သူကိုတွေ့ရင်ရန်သူကိုကြောပြီးစူးရီကိုထောင်ထားတတ်တယ်တတိရှေ့မှာရန်သူရှောင်းလို့နောက်မှာရန်သူ
ဖြူတွေဟာအသေးရွက်တွေနဲ့အသားကြံတွေကိုရှာဖွေစားတော့တယ်။ရေခဲတက်တာရှိရင်ဟန်ကြမယ်။ပြောင်းမုံလာဥကျန်းကျက်သွန်ဥတွေကိုနှစ်သက်တယ်။တက်တက်လို့ပေါ့ဗျာ။နေ့အချိန်မှာမြေချင်းတွေကြောက်ကူတွေလှန်ကောင်တွေမှာခိုးအောင်တက်ကြတယ်။အပြင်ထွက်ရတာပူတယ်ဗျာ။ညဘက်မှာအစာရှာထွက်တတ်တယ်။ညမင်းသားပေါ့ဗျာ။ရေကူးနိုင်ကြတယ်။ဂျွန်နီဝစ်မူလာကွတာဇန်ကွဖြူရီကတနစ်ကို2ကြိမ်3ကြိမ်တောင်းမွေတယ်ရှင်မွေးလို့မလားတစ်ကြိမ်ကိုတောင်းငယ်တကောင်ကနေ4ကောင်စီမွေးတတ်ကြတယ်ဇီးလွယ်လေ2လသူကြ2လလွယ်3လပွားမြန်နေဖြူရီမွေးကစားမှာစူးရီပျော့ပြောင်းနေပြီး2ပတ်လောက်ကြာတဲ့အခါမလာတယ်ဖြူရီရဲ့တက်တန်ဟာ10နှစ်ကနေ28နှစ်အထိရှိကြတယ်အဖိုးကြီးအိုခါကုန်းကုန်းမသေးပါနဲ့အောင်နောက်နှစ်ခါတက်ဆောင်မပွဲကြည့်ပါအောင်မကြည့်နိုင်ဘူးငါမြည်ရဲ့ဘိုက်ကလေးကအကြည့်တန်စွာတန်းဝင်လိုက်သည်ကျွန်ုပ်လည်းတင်နှန်းပို့ချပြီးဖြစ်သည်ဖြင့်အိယာဝင်ရန်ထလာခဲ့သည်လာသည်တင်တဆိုးဤနောက်ွယ်သို့ရှက်ရွံ့စွာပုံးကွယ်ခဲ့ပြီးဖြစ်ခဲ့သည်သူနှင့်ကျွန်ုပ်တို့ပင်နှင့်တပည့်ကျော်ဘိုက်ကလေးတို့သည်လည်းမသေးမြင်ဤဆန္ဒအရာကြည်စံမကုန်ပဲဖြူဖန်းဤကိုအသုံးပြုရန်ဖြူရှာထွက်ခဲ့၏ဆရာတို့ဖြူရရဘာရရပြည့်ရမှာလားဘယ်ဟုတ်မလဲတပည့်ကြီးတောဝင်နေဆိုတာကိုရီမန်းထားတဲ့တတဝါပဲပြည့်ရတယ်ကွကြုံတိုင်းလိုက်ပြစ်နေတောချောက်တက်တယ်ကွဘိုက်ကလေးမှာကျွန်ုပ်ချုပ်လုံးကြောင့်ကြောက်ရွံ့သွားကဘေးဘီတို့လှဲ့ကြည့်၏လူအများစုမှာမြင်ရသည်ထက်မမြင်ရသည်ကိုပို၍ကြောက်ရွံ့ကြပါတကားဖေယားကျွန်ုပ်ကနှစ်ပေါင်းအစိတ်ဝန်းကျင်အမဲလိုက်ခဲ့ရသောအတွေ့အကြုံကြောင့်ဖြူတို့နေထိုင်ရာဝန်းကျင်ကိုခဏချင်းပဲရှာတွေ့၏တပည့်ကြီးအဲ့ဒီရှိရာကမှုမှာမောင်ဖြူနေတယ်ကျွန်ုပ်ပြရာနေရာ၌မြေပုံမမို့လေးရှိ၏ဘိုက်ကလေးကထိုမြေပုံမမို့လေးကိုကြည့်နေ၏ဆရာတို့တေးကြရဲ့လားဘာမှလည်းမတွေ့ဘူးတာမန်လူတွေအတွက်တော့ဘာမှမတွေ့ဘူးပေါ့ဒါပေမဲ့မုတ်ဆိုးမျက်စိကတော့သဲလွန်စတွေအများကြီးပေါ့တပည့်ကြီးရာအဲ့ဒီမြေပုံကြီးကိုမင်းစိတ်မှန်းနဲ့ချင်းကြည့်စမ်းဘယ်နှတင်းစာရှိမလဲနှစ်တင်းပြို့အေးမြေကြီးနှစ်တင်းလောက်ရှိရင်ဒီမောင်ဖြူရဲ့အိမ်ဟာအတောင်20လောက်နှက်မယ်ဟာတိကျလာကြည်လားဆရာတို့အတွေ့အကြုံပေါ့ကွာဟောဟိုမှာတွင်းဟုတ်ပါမဖြူရဲ့တွင်းထင်တယ်အဲ့ဒီတွင်းဝကမြေကြီးပုံကြီးကိုမင်းစိတ်မှန်းနဲ့ချိန်တွက်ကြည့်စမ်းဘယ်နှတင်းစာလောက်ရှိမလဲတတင်းပြို့အေးအဲ့ဒီတွင်းဟာ10တောင်လောက်နှက်မယ်ဒါပေမဲ့အဲ့ဒီတွင်းဟာတွင်းဟောင်းကြီးဖြူမရှိတော့ဘူးဟမ်ဆရာတို့ကလည်းတကောင်စီရင်ဝင်းစစ်တာကြားနေတာပဲတိကျလိုက်တာတာမန်လူတွေအတွက်တော့မလွယ်ပေမဲ့မုတ်ဆိုးတွေအတွက်တော့သိလွယ်တယ်ကွအဲ့ဒီမောင်ဖြူရဲ့တွင်းဝကမြေကြီးကိုတပည့်ကြီးကြည့်စမ်းဘာထူးခြားမှုရှိသလဲအမိုက်လဲထားသလိုမြေပြောင်နေတယ်ဗျမြေပြောင်မှာထွန်ချက်စိတ်ဆွဲထားသလိုပဲအေးအဲ့ဒီဖြူရဲ့သွားရလမ်းကြောင်းမှာသူ့အမိနဲ့ရိုက်လဲကျင်းသွားတယ်လို့ဖြစ်နေတာဒါဆိုဒီတွင်းထဲမှာမောင်ဖြူရှိတယ်ဗျို့နှက်နေတာပလေးပွိုင်းနဲ့ဒီတွင်းတွင်းကမဖြူမရှိတော့ဘူးဟမ်ဘာဖြစ်လို့ပြောနိုင်တာလဲဆရာတို့ဒီတွင်းအခြေအနေကိုကြည့်လေဒီတွင်းကမှာချေးကြောက်တွေပြင်းကူအိမ်တွေရှိနေတယ်ဗျို့အဲ့ဒါတွင်းဟောင်းရဲ့လက္ခဏာပဲတပည့်ကြီးမဖြူမရှိဘူးတင်စားရဲ့လားဆရာတို့လက်တွေဖမ်းကွမင်းရဲ့တမြောင်နဲ့မောင်ဖြူရဲ့တွင်းထဲကိုထိုးကြည့်စမ်းသူတွင်းဝမှာရှိရင်ထူးခြားမယ်ဘိုက်ကလေးကသူ့ဤတမြောင်ဖြင့်မောင်ဖြူတွင်းဝကိုထိုးဆိုင်လိုက်သည်ကဲကွာမြေကြီးပုံနဲ့ဓာတ်ဆိုင်ထားကဘိုက်ကလေးမျက်နှာခံစားမှုကတဖြည်းဖြည်းဝင်းပလာ၏ဟာဓာတ်ကိုပြန်ကိုက်နေရတဲ့နဲ့ထောက်ခနဲ့အေးအဲ့ဒါဖြူကတွင်းထဲမှာရှိနေတယ်ကွသူ့အသားကိုအထိမခံဘူးဓာတ်ကိုလှည့်ပတ်ကိုက်နေတာဒါဆိုမြေကြီးတူပြီးဖမ်းစုပ်ပြို့အပင်မခံပါနဲ့တပည့်ကြီးရာ
တဖြူဖန်နေရှိပါတယ်တစ်ကိုင်းချောက်ရှာစမ်းဘိုက်ကလေးကဓာတ်ကိုပြန်နှုတ်ယူပြီးတစ်ကိုင်းချောက်များနှုံကျွန်ုပ်ကဝင်ပေါက်ထွက်ပေါက်လေ့လာ၏တစ်ကိုင်းချောက်များကိုထွက်ပေါက်အဝတွင်ပိတ်ဆို့လိုက်၏တစ်ကိုင်းချောက်များကိုမိရှို့၏တွင်းဝမှမိကိုများကိုတွင်းထဲမှတဆင့်ညှင်း၏မိကိုများစွာဝင်သွားတဲ့အခါမှတစ်ကိုင်းများနှင့်ထွက်ပေါက်ကိုပိတ်လိုက်ပြီးမြေဖို့ထားလိုက်လေ၏ဟိုက်မိပြက်ပြီလာပြတ်မယ်ဟာဆရာတို့ဖြူဖဲအောင်မယ်ဟာချက်ချင်းဖမ်းလို့မရဘူးကွနက်ပြန်မှယူရမှာဖြူဟာမိကိုမှုံးပြီးနက်ပြန်ကကြတွင်ဝါတက်လာပြီးတေးမှာသူနှင့်ကျွန်ုပ်တို့လည်းတက်ကြွစွာပြန်ခဲ့၏ဒါဆိုနက်ပြန်ရပြီပေါ့ဒါပေါ့တပည့်ကြီးနောက်ရက်တွင်ဖြူတွင်ကိုသွားဖော်ရာမသမာသူလူတစုကကျွန်ုပ်တို့လက်ချက်ဖြင့်တေးနေသောဖြူကိုအချောင်တုတ်သွားသည်ကိုကြုံကြိုက်လိုက်ရကြတော့၏သူများစဖို့ကိုဖန်တီးပေးတယ်လို့ဖြစ်ပါပေါ့ကျွန်တော်ပြောတာပဲမနေကြတဲ့စောင့်ယူပါလို့မြင့်ကိုကြွားထားသမျှလက်ကြီးပြန်ရတော့မှာပါလားဒီနေ့ကံမကောင်းပါလားဖះဘွဲကစကြည့်ပြီးဇက်ကရွှေမန်းလည်းမဟုတ်သိန်းစော်လည်းမဟုတ်ချစ်ဖွဲလည်းမဟုတ်ပန်ထရာစိန်သင်းကြီးအဖွဲဟုတည်အဖွားပြုံးနဲ့ရွာရှိလူများကနာမည်ကြီးဇက်များမှာရအားမရှိသဖြင့်ရှိသည့်အထက်ကအကောင်းဆုံးဇက်အဖွဲကိုငားခဲ့သည်ဟုနှစ်သိမ့်ကျင်းနေရစီတော့၏အိုးကွာဘာဇက်ဖြစ်ဖြစ်ချင်းတူတူမူပြီးရော့ပေါ့ပွဲငက်နေရကြားလာပြီဟုတ်ပါမသေးမြင်၏အလိုဆန္ဒပြည့်စီရန်ကျွန်ုပ်နှင့်ဘိုက်ကလေးမှာဖီစီတောတက်ခဲ့ရတော့လေထုံးစံအတိုင်းကံမကောင်းအကြောင်းမလားသဖြင့်အမင်းမှာထင်သလောက်မရ၍ငွေကြေးဝင်ငွေနေပါရကမသေးမြင်မှာကျွန်ုပ်အားညူစုစောင့်အောင်နေချီရာအခြေအနေမကောင်းဘူးကျွန်ုပ်လည်းကြာတော့တာမခံနိုင်တော့သဖြင့်ဖျားပွဲရှိရာဘက်သို့ထွက်ခဲ့တော့၏ကြာရင်တင်းတော့ငါလုံမိတော့မယ်ဇက်အဖွဲဤနေရေးထိုင်ရေးစားတော့ရေးအစဉ်ပြေမှုရှိရန်တာဝန်ခံအဖြစ်တကြီးကကျွန်ုပ်ကိုတာဝန်ပေးထားသည်မဟုတ်ပါလောကိုရွာလာတဲ့ဇက်စိတ်ချမ်းသာဖို့အရေးကြီးတယ်အိမ်တအိမ်ကိုထမင်းတစ်ကြိုက်ဟင်းတစ်ကြိုက်ပို့ခိုင်းထားတာဆိုတော့အစားအသောက်ကတော့ပိုရှမ်းမှာပါလေပြက်ကွက်တဲ့အိမ်မရှိအောင်တော့နှိုးစော်ပေးရမှာပဲနှွေတပေါင်းကပူပြင်းလာပါစီတကားဟူးမစားတာပါလားနှွေပူပူတွင်လူတယုံယုံနဲ့အလုံးဖြစ်နေသောဆိုင်ကစံသားဆရာမောင်းနိုင်သူ၏စံသားဆိုင်ပင်မဟုတ်ပါလောကျုပ်ကိုဒွေးခင်ညက်ပြညဖျားပွဲတွင်လူလုံးလာဖို့ကာလာသားတို့အလုံးရှုံနေကြကြပြီနောက်ဆုံးပေါ်စပင်ပုံစံဆိုပဲဟိစပင်ညက်နေကြတော့ကာလာသားတစ်တိုင်မှာကျွန်ုပ်ဖြစ်လာသည်ကိုမြင်တော့ကြည်စေကြ၏ဥတပိဒီဇိုင်းတော့မညက်နဲ့နော်ကိုနိုင်သူဟာဦးမျိုးနေကြတော့ကာလာသားတစ်တိုင်ကိုပြောင်း၍နှုတ်ဆက်ကဖျားပွဲစည်းတန်းဘက်ရှောက်ခဲ့၏ပွဲစည်းတန်းကယခုအချိန်တည်းကပင်စီကာဖြစ်နေကြပြီဈေးဦးတော့မပေါက်သေးဘူးခုမှဆိုင်ခင်းတော့ရှိသေးတာဈေးကောက်ပြီလားတော့စကားမရှိနဲ့ညကြရင်ကျုပ်တို့ကလုံခြုံရေးတာဝန်ယူရအောင်မအောင်ဈေးဦးပေါက်မပေါက်ကိုရဲကပေးဒါတကြီးအမိတ်ဒါပဲပေးအပ်သောတာဝန်ကိုဖုတ်ကြည့်အောင်ထမ်းဆောင်နေသောအာနိုးလာမော့ကိုတစ်ချက်ကြည့်ရင်ကျွန်ုပ်လည်းဇက်ရောင်အတွင်ဝင်ခဲ့တော့၏ဇက်စရာဘယ်မှာလဲဗျနောင်ကြီးဟိုဘက်ခန်းမှာဇက်စရာကတပတ်ခန်းတွင်ပလက်ကလထိုင်ပေါ်ထိုင်ရင်ရက်တောင်တစ်ဖြက်ဖြက်နှွေဤအပူဒဏ်ကိုတွန်းလှန်နေသည်ကိုတွေ့ရ၏ဇက်စရာစိန်သင်းကြိုင်မှာရက်ကိုတစ်ဖြက်ဖြက်ခဲ့ရင်ပူပြင်းသောနေရအောက်တွင်ပွဲကြည်ရန်တအီဖြင့်ချီတက်လာကြသောရွာနီးချုပ်ဆက်မှလေတန်းကြီးများကိုငေးမောကြည့်နေရှာ၏ရောက်နေသောလေတန်းများကကိုယ်အစုနှင့်ကိုအရေးအာဝါဒရှိရာအောက်များတွင်လဲဝိုင်းဖွဲ့ကချက်ပြုတ်စားနေကြသည်တညတာပွဲကြည့်ဖို့အရေးဒီလိုဒုက္ခခံနေကြရတော့လေအားလုံးမှာပျော်ရွှင်နေကြ၏ကြောရွာတလိပါတီ
ကျွန်ုပ်လည်းဆက်စရာရှိရာအခန်းတွင်သို့လှမ်းဝင်မည်အပြုတွင်ဆက်စရာ၏မထင်မှတ်သောအပြုအမူကြောင့်ကျွန်ုပ်မှာကြောင်အံ့ဖြစ်သွားတော့၏လဲရများရှိရာဘက်သို့ပြက်ဝဲစွာဥချနေသောဆက်စရာကြောင့်ကျွန်ုပ်လည်းတိလိုစိတ်ကိုမထိန်နိုင်တော့ပဲဘယ်သူ့ကိုများရှစ်ခိုးနေတာလဲဆက်စရာရဲ့ကျွန်ုပ်အတန်ကြားလိုက်ရမှဆက်စရာလည်းကျွန်ုပ်ကိုတတိပြုမိသွားပြီ။အော်တက်တာရေးတောက်ဝင်ကန်ဥတုပြီပါလား။လာခမကျွန်တော်လည်းစားရေးနေရေးအစဉ်ပြေမပြေတို့ကိုမေးမြန်းပြီးနောက်ဆက်စရာ၏ခတ်စောစောကအပြုအမူကိုတီလိုရာကထိုက်၍ဆက်စုမိတော့လေ၏။အော်ကျွန်တော်ရှစ်ခိုးနေတာဟိုလဲရဲနဲ့ပါလာတဲ့လူတွေကိုပါဗျာ။အော်တော်ကျွန်ုပ်ကိုကြည့်ရင်ဆက်စရာကနှိမ့်ဆိုင်စွာပြုံးလိုက်ပြီးအော်သွားလို့လားဥတုပြီကြည်စမ်းမအောင်ဗျာတညတာပွဲလေးကြည့်ရဖို့ဒီလောက်ပူလောင်နေတာကိုဂရုမထားပဲချွေးတလုံးလုံးနဲ့စောင့်နေရှာတဲ့သူတို့ကကျွန်တော်တို့ရဲ့ကျေးဇူးရှင်ထမင်းရှင်တွေမဟုတ်ဘူးလားဗျာကျွန်တော်လိုပါချီပါချက်ကောင်ကဒီလိုကတော့တာကိုဥတုပြီအော်တယ်ဆိုရင်ကျွန်တော်တို့ရဲ့တပင်းထိတ်ကောင်အလင်းကားကြော်စွာရွှေမန်းဥတင်မောင်နဲ့မင်းသမီးကြီးဒေါအောင်တန်းတင်တို့လည်းထရန်ကြားကနေထိုင်ရှိခိုးခဲ့ဘူးတယ်လို့ကိုသူ့မောင်ရေးတဲ့စာတပုတ်ထဲမှာကျွန်တော်ဖတ်လိုက်ရဘူးတယ်ဆိုရင်ဥတုပြီပူအံ့ဩလိမ့်မယ်လေးစားစရာကောင်းလိုက်ပါပြီဗျာတကယ်အနုပညာသမားများ၏ဂါရဝတရားကိုနားနှင့်ဆက်ဆက်ကြားခွင့်ရလိုက်တော့ကျွန်ုပ်မှာစက်သိမ်းမွေးညင်ထကပီတိဖြစ်ရတော့၏ကြည်နူးရတော့၏တကယ်အနုပညာရှင်ကြီးတွေပါပဲကျွန်တော်တို့အတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့စံနမူနာတွေပဲပေါ့ဗျာဟုတ်ပါကဲတာဝန်ခံကြီးအားလုံးပြည့်စုံပါရဲ့ခင်ဗျာညကြရင်ရင်နှချမ်းဖြန်းကွဲသွားပါစေအားပါတရားအသုံးတော်ခံပါမယ်လို့ရွာကိုပြောပြပေးပါခင်ဗျာကောင်းပါပြီဗျာအသက်ငယ်တော့လေပြေးဝလာတော့ဆက်စရာစိန်သိန်းကြိုင်ကိုနှုတ်ဆက်ရင်ကျွန်တော်လည်းအပြင်သို့ပြန်ထွက်ခဲ့စဉ်ဥတ္တပိဘာတော့ဟဲ့ထွေးကြည့်မရဲ့ဟိုလေဟိုဒေါ်သိန်းမြင်ကသူ့ရှိစပင်းလေးကောက်ချင်လို့တဲ့အဲ့ဒါကောက်ပေးလိုက်မယ်နော်စပင်းတင်မလုံနဲ့ဟေ့လူပါကောက်ကွေးတော့လှုပ်ပေးလိုက်ကြားလားဘဲ့နေဗျာအဲ့တော့ထွေးကြည့်မကရွာဤအလှပြင်ဆီယာမတီခုချိန်ဆိုရွာ၌သူလေအလုံးနဲ့လက်မပြတ်တော့ငါ့ကိုစွတ်လိုက်နင်းလို့ရှိဝဲလေးငါ့တော့အိုရှင်စတောင်းငါမှငါ့တော့တီတော့နှမျိုးလို့ဖြစ်ယူထားတဲ့ဆန်ဆုရှိတယ်ထထမဟုတ်လို့ကြောဝဲလေးပြန်လုပ်ပြီးနော်မားပါတယ်မကတုံးရဲ့ကျွန်ုပ်လည်းအိမ်ပြန်၍တေးသမောအိမ်ရန်စိတ်ကူပြီးရွာလေလန်းအတိုင်းခက်တုတ်ရှောက်လာစဉ်တောက်ကျိုးနဲ့ပူတာပဲမျက်နှာချင်းဆိုင်မှာလာနေတော့ဘိုက်ကလေးနဲ့စောတင်မောင်တို့၏ပုံစံများကြောင့်ကျွန်ုပ်မှာမျက်လုံးများပြူးကျဲသွားမိတော့၏ဘလူတွေများဖြစ်လာကြပါလေကြည့်ပါလောဤမြပူပြင်းလာသောနေအောက်တွင်ကောအင်ကြီးနေကာမျက်မှန်လေပင်၌မဖလာကိုစီစီ၍လွန်စွာမှရှားပါလာပြီဖြစ်သောဘန်ကောက်လုံကြီးခပ်ဘက်ကပတ်ထားလိုက်သည်ခြေထောက်၌ပြောင်းလဲနေသောပုဖနက်ကိုစီဖြင့်ဟဲ့ကောင်တွေယူနေကြသလားဒီလောက်ပူအိုက်နေတဲ့ဟာကျွန်ုပ်အမေကြောင့်ကိုရောနှစ်ယောက်မှကျွန်ုပ်ကိုမကြည်မနှက်ပူကြည့်လိုက်ပြီးဒါမြို့အုပ်မင်းစတိုင်းပြမသိရင်အသာနေစမ်းရှင်းပြလိုက်စမ်းပါကျွန်ုပ်၏အမေကိုခက်ပြက်ဖြည့်လိုက်ပြီးနောက်ဘိုက်ကလေးနဲ့လူပြိုကြီးစောတင်မောင်မှာဖျားပွဲရှိရာဘက်သို့ဟန်ပါနဲ့ခြိတက်သွားကြတော့၏ယောဂတကူလုံးရေချိုးထားသလိုချွေးများနှစ်နေသည့်သူတို့နှစ်ဦးကိုစားကျွန်ုပ်မှာပူလောင်စိတ်အိမ်နေမိတော့၏ဝစ်ကြီးပါပြီကွယ်နောက်ပိုးထနေတော့ဒင်းတို့နှစ်ယောက်မှာပြော၍ဆို၍လည်းရမည်မဟုတ်ရကကျွန်ုပ်လည်းအိမ်ဘက်သို့သာဆက်လျှောက်လာခဲ့တော့၏ညအိမ်ရေးပြက်ခံနိုင်အောင်တရေလောက်တော့ရအောင်နှက်မှဖျားပွဲကအမကန်စီကားလာပါချိန်အပြိုများကဟန်ရေးပြလန်းတလာကြသလိုကာလာသားများကလည်းအကျော်ဆိုင်လက်ဖက်တုပ်ဆိုင်များတွင်ထိုင်ရင်း
မျက်စိစာပွဲရှုနေကြ၏ပွဲကင်းတဲ့အရက်ရောင်းချမှုတောက်စားမှုတို့ကိုပိတ်ပင်ထားရာအကြံအိုတဲ့အရက်ထည့်၍လက်ဖက်တုပ်တစွန်းအရက်တကြိုက်ဖြင့်အမိတ်ကိုလက်တလုံးချလုံနေသူတို့ကလည်းမရှာအနှိမ့်စလေးတွေအစီကားဆုံးကအတီးဤငကပြန်ခောက်ဆွဲဆိုင်ပင်တီလာနော်ဆရာကြီးခောက်ဆွဲစားမယ်နော်ရလေဟိုရင်းလှုပ်ချင်နေနော်ရလေလေဆိုင်ရှိတဲ့ဇပွဲ၌ရွာရှိလက်ရဲစရဲကာလာသားတတိုက်အလေတွင်မိမင်ကြီးထိုင်နေကြသူများကဘိုက်ကလေးနှင့်လူပြိုကြီးစောတင်မောင်ပင်မဟုတ်ပါပြီလို့ဟယ်လိုဟုတ်ပြီရပြီကိုသားကြီးကျုပ်ပြောတော့မယ်အေးဖျောက်ပွဲလာသူအားလုံးနားထောင်ဒီပွဲကိုတကြီးအမိတ်နဲ့ကျုပ်ဘိုက်ကလေးနဲ့စောတင်မောင်တို့ပွဲထိန်နေအားလုံးအေးစစ်ရှိကြပါစေတတိပေးလိုက်ပါရဲ့နော်ပြဿနာမီးခွက်ထွန်းရှာလို့ကတော့မိုးကြိုးပြစ်ပြီးလောင်ပြီးပါကြာသွားမကွာနော်ဒုက္ခပဲတကြီးရလဲမြင်းကြိုသွားတက်ပေးလိုက်တာကိုကျွန်တော်လဲဘိုက်ကလေးအခြေအနေကိုအကဲခတ်ရန်သူတို့စီလျှောက်ခဲ့ရ၏ဘိုက်ကလေးမှာဖန်ခွက်ကိုတကြိုက်မော့လိုက်မိုက်နဲ့တကအော်လိုက်လုံနေသည်ကိုတွေ့လိုက်ရ၏ဘိုက်ကလေးမင်းဟာဆရာတို့ဘိုက်ကလေးကကျွန်ုပ်ကိုမြင်တော့မျက်နှာရည်ပြကအပြင်သို့ခေါ်ထုတ်သွားပြီးကျွန်တော်တော့မမမြင်သုံးဖို့ဆိုပြီးငွေ200ပေးလိုက်သေးတယ်ဟဲဘိုက်ကလေးကသူတောက်စားနေသည့်ကိစ္စကိုကျွန်တော်အပြစ်မမြင်စေရန်နင်းလိုအားရလို့၍စီးပြောလိုက်၏ပတ်စံ200တောင်ဆိုပါလားမင်းဟာအဲ့ဒီပတ်စံတွေဘယ်ရလို့လဲတူတူပြောပါဆရာတို့ရဲ့ဟိုလေးကောင်ကျင်ဝိုင်းကိုတနာလို့100ယူပြီးခွင့်ပြုလိုက်တယ်လေအတိရလဲသူ့ဆိုင်မှာအရက်လေးတင်ရောင်းပြစီဆိုတာနဲ့တနာလို့100ယူပြီးခွင့်ပြုထားတယ်ဟာတကြီးကအရက်မရောင်းရဘူးလို့အမိန့်ထုတ်ထားတယ်လေရပါတယ်ဆရာတို့ရဲ့ပြဿနာမတက်ရင်ပြီးရပါပဲမူပြီးပြဿနာရှာလို့ကတော့ဘိုက်ကလေးနဲ့တွေးသွားမှာပေါ့လာလေးစစ်တော့ဘီယာလေးတောက်သွားပါအောင်လားတော်စမ်းပါကွာမင်းတို့ဟာမဟုတ်သေးပါဘူးကျွန်တော်လေဘိုက်ကလေးတို့ကာလာသားတတိုင်လှုပ်ပုံကိုဘဝင်မကြတော့လေပြောရလေရတော့မည်မဟုတ်၍ဖျားပွဲစီးတန်းပတ်ထွက်ခဲ့၏လူအုပ်မှာတိုးမပေါအောင်ပင်စီကားလာချီတော့၏အာမနာတန်ဝဲလိုက်စမ်းပါကုံစမ်းပါစီဣမာလီကိုလက်ဆောင်ဝဲပြီးဖို့ကိုပန်သူတမိုးလုံးနွားလိုယုံထားတာလူပြူသောဒုက္ခမြည်တို့ပင်တင်းကျပ်သောစီကံတွေထုတ်သည်ဖြစ်စေမတရားသားတို့ဤလိုပွဲမျိုးတွင်ပြဿနာဟုသည်အနည်းနှင့်အများတော့ရှိကြစမြဲလာတော့လာစူပါမင်ပါရိုက်ကကဲဟာလက်တရံအောင်အမလေးပြမင်းကငါညမကိုကဲကွာဟာငါတို့ကောင်ခံနေရပြီဝင်ကြရဲ့ကျွန်ုပ်ရှိမောက်တွင်ရံပွဲနှင့်တိုးနေရ၍ဖြန့်ဖြီးဟန်အပြေးသွားစဉ်ဟယ်လိုရံဖြစ်နေတဲ့အတန်တွေကြားနေတယ်အားလုံးရက်ပါဘိုက်ကလေးတို့လာပြီအတန်ချိတ်ဆက်မှထွက်ပေါ်လာတော့ဘိုက်ကလေးအတန်ကြောင့်ထိုးကျိတ်နေသူတစုမှာကြက်ပြောင်ငှက်ပြောင်ပျောက်သွားကြတော့၏အမ်မာဒီလိုဆိုတော့မိသေးတာဟမပြောက်လဲဘဲနေပါမည်နီလူမိုက်စင်းဝင်လူ30ကျော်ပါတော့ဘိုက်ကလေး၏အဖွဲကိုအဘယ်သူရင်ဆိုင်ရဲပါမည်နီဘိုက်ကလေးစီယုံရီကောင်းမှုကိုကျွန်ုပ်ဖြင့်မချီးကျူးပဲမနေနိုင်တော့ဘိုက်ကလေးဟာနှလုံးရည်လေအရသာသို့တော့ဝမ်ပန်းတစ်နေ့ဖြင့်အတီးရှင်းပြကြည့်တော့မှဘိုက်ကလေးဤစီယုံရီကောင်းပုံကောင်းဒီကိုကျွန်ုပ်နောင်မှသိရသည်ကစစ်တို့စဉ်းစားကြည့်ပါဦးဗျာဝါကအရလေးတင်ရောက်ရရင်ပုံမြတ်မှာပဲဆိုပြီးဘိုက်ကလေးကိုငွေ100လက်ထိုးရတယ်တပြင်သူ့လူ30ကျော်ခောက်ဆွဲကျွေးရတယ်ဤရက်တရတယ်ပီလာပါပါတီးတယ်ဝါဆိုင်ဤရန်ရောကောင်းပါတယ်အေးလေငါမြင်သားပဲဒါပေမဲ့စူတို့ကိုအိတ်ခင်ရတဲ့စီးရိတ်ကအမျက်မီရတဲ့အပြင်ခုအကျွေးပါတင်းနေတယ်ဝါဤများကြီးမှားသွားတယ်ဝါဤများကြီးဤတော့မှားသွားတယ်ခွေးဖြစ်တဲ့ဇက်ဒီလောက်စားတော့နေရတော့
သူကာလာသားတွေကပိုက်ကလေးနာဝိုင်းနေပြီပေါ့ဗျာပွဲချိန်တာတော့မဟုတ်ဘူးဝါခောက်ဆွဲတွေဤရက်တွေကပဲပွဲချိန်နေတာဟီဟီဟီဒါကြောင့်ကိုကျွန်တော်လေပွဲစည်းတဲ့အတိုင်းဆက်လျှောက်ခဲ့ရတနေရာတွင်ဈေးဝယ်နေတော့မသိမြင်အားတွေးလိုက်ရှာ၏နစ်လက်ကောက်တွေကဈေးကြည့်လိုက်တာငါဝစ်ဖို့မဟုတ်ဘူးအမတ်တရသာဝဲတာအိမ်မှာရွှေလက်ကောက်တွေရှိတယ်ဈေးတွေကိုကြွားလဲကြွားဈေးလဲဖိစင်နေသည့်မသိမြင်မတွေ့အောင်ရှောင်ကွင်းပြီးကျွန်တော်လဲပွဲကင်းတဲ့ဝင်ထိုင်လိုက်တော့၏ပွဲကစကြပြီးကျွန်တော်အဖို့ခုညတွင်တာဝန်ဟူ၍မရှိရကပွဲကြည်ရန်ဆုံးဖြတ်လိုက်တော့၏ကာလသားတတိုင်ကိစ္စကိုတော့မနေ့ကမှတကြီးကိုပြောပြရင်ဆုံးဖြတ်ထားလိုက်၏သို့ဖြင့်အကပဒေသာများပြီးဆုံးပြီးနောက်ရွှေပွဲလာဧပြီသက်များခမညာယခုတခါတင်ဆက်မယ့်အစီအစဉ်ကတော့လူငယ်ဒါရိုက်တာတမမြင်မိုးတင်ရဲ့မိုးတင်ကိုဒူးနဲ့တိုက်မယ်ဆိုတဲ့အချစ်စွန်းစားခံတဘာဝပြဆက်ကိုတင်ဆက်ပါမယ်လက်ခုပ်တံများကစူဝေသွားတော့၏ဆက်စင်ပေါ်မှမိများခဏပိတ်သွားပြီးတီးလုံးတံများပေါ်ထွက်လာချီတော့၏စီစဉ်ထားပုံကတော့စိတ်ဝင်စားစရာပဲမြူးကြလာသောတီးလုံးတံနဲ့အတူမိများပြန်လင်းလာပြီးလူတစ်ယောက်ဆက်စင်ပေါ်သို့ဥယာဖာယာတီးတက်လာတော့၏ချကွာချဟိငုံဥပြုတ်ကြက်ဥပြုတ်ဘဲဥပြုတ်နောက်မှလူတစုကလည်းဆက်စင်ပေါ်အတင်းပြေးတက်ပြီးရှေ့မှလူကိုလိုက်၍ထိုးကျိန်ကြတော့၏တကယ်ပင်ထိုးကျိန်နေသည့်အလားအသက်ဝင်ပြီးစွာလူလေချကွာတယောက်နှင့်အများထိုးကျိန်နေကြသည်မှာအသက်ဝင်လုံးရကပြိတ္တမှာမျက်တောင်မခတ်နိုင်အောင်ကြည့်နေမိကြတော့၏ဇက်အဖွဲကပြိတ္တကိုများစွာညှိစေတော့သည်ဟုကျွန်ုပ်ချီးကျူးနေမိ၏လူမဲခဏကြာတွင်တယောက်သမားမှာထိုးကျိန်မှုကိုမခံနိုင်တော့သည့်အလားချမ်းသာပေးကြပါဗျာကျွန်တော်အားလုံးပြည့်လဲအောင်လှုပ်ပေးပါမယ်ဒါမျိုးတွေယွန်းနေပြီဟဲ့ကောင်လူကျန်းများကအမှုအရာပိုင်လီစွာမထူးပါဘူးကွာမရမယ့်အတူတူအသေးသာလှုပ်ဟဲ့ထို့စဉ်ဇက်စင်ပေါ်သို့နှလုံးပြူတကားကဖြင့်ပြေးတက်လာသူကတကြီးပါစီတီဟေးမင်းတို့ဒါဘာလောက်ကြတာလဲကွဒီကောင်လူလင်တကြီးကျွန်တော်တို့ရှားနေတာကြာပြီခုမှတွေ့လို့လိုက်ဖမ်းကြတာပါဟေးလူလင်ဟုတ်လားဟေးလောကမှာဘာစီအမုန်းဆုံးဟာလူလိန်ဆိုတဲ့ကောင်တွေပဲကွတကြီးပါစီအိမ်မရှိတွင်ဟမ်ဘာဘာနဲ့ပြောလိုက်သည့်အမှုရာမှာဝါရင်တရုတ်ဆောင်တူအတိုင်းပါပဲတည်ကျွန်ုပ်အော်တကြီးဖြစ်ရတော့၏တကြီးကလှုပ်ဝက်လွေစွာအီဇလန်တွင်သူ့ပါမည်ကိုမြည်သူမျှမသိကြရအောင်နှုတ်လုံလွန်းလေစွာတကြီးတို့များဘယ်အချိန်နဲ့ကြိတ်ကြံထားလည်းမသိဘူးအေးပြဆက်နိုင်မိမိတို့တကြီးလဲပါသည်ဆိုတော့ရွာသူရွာသားများ၏လက်ကောက်တန်းဝီစီများကမဆုံးတော့ဒါမှတို့တကြီးအစီးကွအကယ်ဒမီရှော့ဟဲ့ကောင်မင်းဘယ်ရွာကလဲမော်ဆန်းမျက်နှာဟင်ဇုံဝင်းမောင်မင်းဟုတ်ပါတယ်အဘစီမင်းကုတကြီးတို့ရွာကိုအနောက်အရှက်ပေးနေတော့မှလားကွဟေးဇက်စင်ပေါ်မှာဇုံဝင်းမောင်ဆိုတော့အတန်ကြောင့်ပြားစက်ဇလန်းကိုကျွန်ုပ်ဦးလဲဖြစ်သွား၏တခုခုတော့မှားနေပြီထင်တယ်နှောက်ရက်တာမဟုတ်ပါဘူးခင်ဗျာဇက်ကိုကြည့်ကျင်လို့လာခဲ့တာပွဲစည်းထဲမှာသူတို့နဲ့တွေ့ပြီးရံမူလို့စွတ်ပြီးပြေးခဲ့မိတာပါခင်ဗျာအမ်မာဟဲ့ကောင်ငပြူးကပြန်မပြင်းနဲ့တကြီးဒီကောင်ဟာချဲတိုင်ချဲဖို့မလျော်ပဲလစ်ပြေးနေတာကျုပ်တို့ခုမှမိတာဗျဟေးချဲတိုင်ဇုံဝင်းမောင်ကချဲတိုင်ပြေးဆိုကတိကပြာစံမဟုတ်တော့မှကျွန်တော်ရှိမ့်မိချပြီပရိသတ်ကမူပြာစံဟုသာထင်နေကြစေဟာချဲတိုင်ပြေးကိုလိုက်ဖမ်းနဲ့ဇက်ထုတ်ကိုကွဒိုတကြီးကမစိုးဘူးဟဲ့ကျွန်တော်လေဇော်ဝင်းမောင်နဲ့ပတ်သက်၍တည်ကျင်သည်များကိုမိရန်ရှိနေရကဇက်စင်ပေါ်သို့ပြေးတက်ခဲ့မိ၏ပရိသတ်ကပို၍စုညံ့စွာအားပေးကြ၏ဟဲ့ကောင်ဇော်ဝင်းမောင်ဟာအိုးတူဘီကြီးလည်းပါတယ်ဟာဟ
ဟဲ့ကောင်စောဝင်းမောင်မင်းကပြေးတာအေးမပြေးပဲတရေပူးတယ်လို့ဘာလို့နဲ့တို့ရွာကိုခြောက်ကြအောင်ဘာသဘောနဲ့လောက်ရတာလဲကွဇော်ဝင်းမောင်ကတုံရည်စွာဖြင့်ဒီလိုပါခင်ဗျာဟိုအဖွားပြုံးကျွန်တော်ကိုတနာလို့ထားတာတဲ့အိမ်ဝိုင်းလေးကိုအချောင်လို့ချင်မိလို့ကြမ်းမိတာပါခင်ဗျာဟမ်ဒီအိမ်ဝိုင်းကတရေ၆တယ်ဆိုရင်ဘသူမှမဝယ်ချင်တော့မဟုတ်လားအဲ့ဒီတော့မှကျွန်တော်ကဈေးနေပြီးဝယ်ဖို့ကြမ်းမိတာပါဥတုပီကကျွန်တော်အကြောင်းကြိုးသိသွားလို့ဒီရွာကနေပြေးခဲ့ရတာပါဈေးလည်းရောင်းမကောင်းအော်ဥတုပီကဇော်ဝင်းမောင်ကိုချဲတိုင်ပြင်းမှတိတ်နေတယ်ပေါ့လေဟိုရီဟဲရီလုံမနေနဲ့ဒါခမရထိန်ချံမှုနားလေလားအာကုတော်ဝေမီဘာစီကကျွန်တော်ကိုကျိန်းမောင်းနေကနွားရိုက်ကျိန်တုံးဝင်ကပြေးတက်လာသူကအဖွားပြုံးဇော်ဝင်းမောင်နင့်အတော်ပတ်ဆက်ပါလားဟင်ဟိုက်အဖွားပြုံးညမှာတော့တနာလိုအိမ်ပေါ်တင်ထားရတာဒင်းကအကျဉ်းသမားကိုကဲဟာရှုပ်ကုန်ပြီအမလီပြပရိသတ်ဤဩဘာတန်ကပတ်တူ၍မရတော့အဖွားပြုံးကမှအမှုအရာပိုးပိုင်တာကွဟာထို့အခိုင်မြိုင်သားမရဲချက်ကြီးလဲဇက်စင်ပေါ်တက်လာပြန်ချီရာပရိသတ်မှာအံ့ဩဥရှင်၍မဆုံးတော့ရဲချက်ကြီးကိုလည်းဒီပြဆက်မှာထည့်ထားတာကိုတကြီးဗျာစင်ပေါ်မှာမကောက်ဘူးတရားခံကိုအောက်ကိုသာခေါ်ခဲ့တော့ဟေးအာနိုလာမို့ဒိုးအုပ်စုဇက်စင်ပေါ်ကိုလာပြီးဒီကောင်ကိုလာခေါ်စမ်းတကြီးဤအမေအရာအာနိုတို့အုပ်စုလဲဇက်စင်ပေါ်အပြေးတက်လာကဇော်ဝင်းမောင်ကိုဆွဲခေါ်သွားကြ၏ဒီဆက်မှာတို့ရသွားတွေကြီးပဲဟာဒီလူမှန်းသိရင်ပါကျင်တာပေါ့လို့ဘာဟဲ့ဇက်ယူရဲ့ဒါဇက်ကနေနေတာမဟုတ်ဘူးတကယ်ဖြစ်နေတာဇော်ဝင်းမောင်ကချဲတိုင်ပြေးအဲ့ဒါကိုဖမ်းနေတာဟေးဟုတ်လားမြိုင်သားမရဲချက်ကြီးကဇော်ဝင်းမောင်ကိုအသေးအချာကြည့်ပြီးမြိုင်သားရဲစခန်းမှလိမ်လည်မှုများဖြင့်အလိုရှိနေသောတရက်ခန်းဟုဆိုကဝမ်းသာအားရလက်ထိတ်ခတ်လိုက်တော့၏နမေကောင်းရတော့မယ်ဟီကွင်းတဲ့သွားပြီကျွန်ုပ်တို့လည်းကိစ္စဝိစာတွေပြီးပြီမို့စက်ပွဲစရင်စစ်စရာစိန်သိန်းချိန်ကိုလိုက်ရှာရာဇက်တတာတလုံးပေါ်တွင်ငုံကြီးထိုင်နေသည်ကိုတွေးလိုက်ရ၍သွားပြီဇက်စရာလေးကျုပ်တို့ကိစ္စတော့ပြီးပြီဗျဇက်ပြန်ထွက်လို့ရပြီဟေးဇက်စရာစိန်သိန်းချိန်ကစိတ်ပြက်နေသောအတန်ဖြင့်ပါလို့ပြီးလိုက်ရတာလေဗျာမိုးလင်းအောင်ပဲဆက်ပြီးတကြီးတို့ကောက်လိုက်ကြပါတော့လားဗျာပဲနေဗျာတရခန့်ကိုဇက်စင်မော်တက်ဖဲရတယ်လို့တီဝိုင်းကကောင်းတွေရလဲနောက်ခံတီးလုံအောင်တီးပေးလိုက်ကြသည်ကောင်းကွာတီးရတာတဲလက်တွေ့တာပဲဟီစိတ်သိမ်းဆိုင်ပြောမီဆိုလဲပြောစရာတီဝိုင်းသမားများကဘာစိတ်ကူးပေါက်သည်မသိကျွန်ုပ်တို့ဇက်စင်ပေါ်ကမစင်မချင်းတီးမုံနေကြချေရာလူအများမှာဇက်ကနေသည်ဟုပင်ထင်နေကြသည်မဟုတ်ပါလောကဲတကြီးဒီမှာတရခန့်နှစ်ယောက်ဖမ်းထားပြီတယ်တခါတည်းခေါ်သွားပြီတော့ဘေးကတရခန့်တွေများပါလေဗျာဇက်အဖွဲမှလူများဆွဲခေါ်ထုတ်လာသောတရခန့်နှစ်ယောက်မှာဟင်ပန်းသူနဲ့မောင်းတက်နိုင်မှာလားဒီကောင်နေမင်းသမီးတွေအဝတ်လဲကန်းထင်အောင်ချောင်းကြည့်နေကြလို့ဖမ်းထားတာအဲ့ဒါအရေးယူပေးပါတကြီးကညနေငယ်များဖြင့်ရှိနေသောပန်းသူနှင့်မောင်းတက်နိုင်ကိုကြည့်ကဒေါဖောင်းချပြီးရွာရဲ့ဂုံတိတ်ခေါကြာအောင်လှုပ်တဲ့ကောင်းတွေငါတတ်မိတော့မယ်နော်ဘဲနဲ့ဗျာမင်းသမီးထမိန်လဲတာသွားချောင်းရတယ်လို့မင်းနှမတွေငါလာချောင်းရင်ကြိုက်မလားဟေးခွေးကောင်တွေသူလဲချောင်းချင်းများဆက်စရာကျုပ်အနုညွတ်တောင်းမှန်ပါတယ်ဗျာမှတ်လောက်ကျုပ်ဆုံးပါမယ်ဒါပဲမဟုတ်လားသွားမယ်နော်နောက်တစ်ခုရှိသေးတယ်ဗျအဲ့ဒါပိုးဆိုးတယ်တကြီးအဲ့ဒါကိုတော့ထိရရအရေးယူပေးဖို့လိုလိမ့်မယ်ပြောပါဆက်စရာဘသူတွေများလဲဟေးချစ်တူရင်းသမားပွင့်စပယ်နဲ့ကြီးမောင်ခင်တို့သွားခေါ်စမ်း
ဟုတ်ကဲ့ဆရာချက်ချင်းဆိုသလိုပင်ရင်းသမား2ဦးရောက်ရှိလာပြီးဒီလိုပါရှင်နေ့လေကကျမတို့2ယောက်စိတ်ယုံနောက်ကလွမ်းစီတီဖျားဖူးပြီးတောရရပြန့်အလားဒီရွာလူ2ယောက်ပြုံးကနေပေါ်လာပြီးစကားလိုက်ပြောပါတယ်စကားပြောရုံဆိုကျမတို့ကခွတ်လွတ်ပါတယ်ခုတော့ဆွဲလာရမ်းလာပါလှုပ်လို့ကျမတို့လည်းကြောက်ပြီးထွက်ပြေးခဲ့ရပါတယ်တကြီးပါစီကဒေါ်ဖောင်းတီထက်ဖောင်းချပြီးတီတဲမရိုင်းနဲ့အကောင့်နေပါလားဘသူတွေလဲသိလားသိပါတယ်သူတို့ကိုသူတို့ရွာရဲ့လူပြိုကြီးစစ်စစ်ပိုက်ကလေးနဲ့စောတင်မောင်းလို့ပြောသွားပါတယ်သူတို့ကြိုက်ရင်နှက်ပြန်တီတော်တန်းစီလာခဲ့ဖို့ပြောသွားပါတယ်ရှင်ဟေးခွေးမျိုးတွေငါ့ကိုရောရွာကိုပါအဆက်ခွဲရကောင်နေတွေ့မယ်ဘာစီနဲ့တွေ့ရမယ်ကွတကြီးဘာစီကဒေါသတကြီးဖြင့်ပိုက်ကလေးနဲ့စောတင်မောင်းတို့ကိုရှာရန်ထွက်သွားချပြီးကျွန်တော်လဲတကြီးလက်လွန်ချီလုံးမဖြစ်ရအောင်ထိမ့်သိမ်းနိုင်ရန်ခက်ကုတ်လိုက်ပါခဲ့တော့၏ပွဲခင်တနည်းအားပဲဒင်းတို့နှစ်ယောက်ကိုတွေ့ရချပြီးဟဲ့ကောင်ပိုက်ကလေးနဲ့စောတင်မောင်းရှင်းလိုက်စမ်းဟာတကြီးကျွန်တော်တို့လုံခြုံရေးတာဝန်ကြေးပါတယ်နော်ဟဲတကြီးကစိတ်တိုးလာပြီးမို့ဘိုက်ကလေးတို့ကိုစကားရှိပြောမနေတော့အာနို့လာမို့ဒီကောင်နှကောင်ကိုရိတ်သမားတွေလက်ဆွဲမှုနဲ့အချုပ်ထဲသွင်းဒါပဲရက်စတကြီးဟိုက်တို့ဖြင့်ဇော်ဝင်းမဦးဆောင်၍ပန်သူမောင်သက်နိုင်ဘိုက်ကလေးစောတင်မောင်တို့ကအချုပ်ထဲသို့ဝင်ရချေပြီးစိတ်မကောင်းစရာပါတီဟဲ့လူဦးတပီခမရဘာရက်လုံနေရလဲခမရလည်းဝင်လေဟမ်အာကျုပ်ကဘာဆိုင်လို့ဝင်ရမှာလဲဗျဆိုင်သဘောကွာချဲတိုင်းပြေးမှန်းသိရနဲ့မပြောပဲဖုံးခွဲထားတဲ့ထိန်ချံမှုအတွက်အာနို့လာမို့ကျွန်ုပ်မှာပြန်လန်ခြေပါရှင်းပြခွင့်ပင်မရလိုက်တော့အာနိုးလာမိုးကကျွန်ုပ်ကိုအချုပ်ခန်းတွင်သို့ထွန်းသွင်းထည့်လိုက်ချတော့၏လွမ်းစီဒီဖျားပွဲမှစက်မင်းသားစိန်သိန်းကြံ၏တချင်းဟဲတန်ကပြန်လွင်လိုလာချပြီကျုံတော်ကျုံကန်ဖျားပွဲကကျွန်ုပ်တို့နှင့်လွင်ရချပြီတီမစီမဆိုင်လက်ပံသားကြားနှင့်ဆိုင်ခံရသည့်ကျွန်ုပ်မှာဘာစီကိုမကျိန်နဲ့စွာကြည်ယုံမှတပါတခြားဘာများတက်နိုင်မှာတော့မည်နီဒီနေ့ကံမကောင်းပါလားရီမောချင်းဖြင့်ဘဝအမောဖြေနိုင်ကြပါစေပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူဆွေမင်းတနုဖြူရဲ့ညရာစာတွတ်ပြီးကျွန်ုပ်နဲ့ဇက်ခုံပေါ်ကကြတဲ့အခါဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်ရှင်နားဆင်ပေးခဲ့ကြတဲ့အတွက်ပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်